1939 ဖေဖော်ဝါရီလ15ရက်ရန်ကုန်မြို့ရှစ်မိုင်ပထမရန်ဒီရိတ်တာအတွင်ကျမ်းပါသည့်ဓမ္မသဘင်၌ဟောကြားအပ်သောမသိခင်မှာဘာလုပ်ကြမလဲတရားတော်မသိခင်မှာဘာလုပ်ကြမလဲလို့အမည်ပေးထားတဲ့တရားတစ်ပုဒ်ကိုဒီနေ့ဟောကြားနာကြားရအောင်ဧကံသမယံဘဂဝါသာသက္ကေဝိဟရတိတဘောဓာမိဧကံသမယံအခါတစ်ပါး၌ဘဂဝါသုံးခုထထသဗ္ဗညုမြတ်စွာဘုရားနိသာသက္ကေရာဇဂုမြို့၏နိ၌ဖြစ်သောတဘောဓာရမိတဘောဓာယုံကြောင်းတိုင်း၌ဝိဟရတိကောင်းစွာမသွေတရင်သုံးတော်မူခဲ့ပါ၏တည်းအချိန်အားဖြင့်မြတ်စွာဘုရားသာသဂုမြို့တဘောဓာယုံကျောင်းတိုင်းမှာတရင်သုံးတော်မူနေတဲ့အချိန်တဘောဓာယုံကျောင်းတိုင်းဆိုတာကတဘောဓာမြစ်ရဲ့အနီးနားမှာတည်ထားတဲ့ကျောင်းတိုင်းပါအဲ့ဒီတဘောဓာမြစ်ရဲ့ထူးခြားချက်တစ်ခုကတဘောဓာမြစ်ရေတွေဟာပူပြီးတော့နေတယ်။ဘာကြောင့်တဘောဓာမြစ်ရေတွေပူနေရတယ်လဲဆိုရင်ဒါသဂုမြို့ကိုဝင်ရထားတဲ့တောင်ကြီး၅လုံးတွေကတစ်ခုအပါဝင်ဖြစ်တဲ့ဝေဘာရတောင်ရဲ့အောက်မှာနဂါးကြီးရှိတယ်။အဲ့ဒီနဂါးကြီးကနဂါးတွေမြူထူပြောပါကစားကြတဲ့ရေအိုင်ကြီးကနေအဲ့ဒီတဘောဓာမြစ်စတင်ပြီးတော့စီးဆင်းလာတယ်။လမ်းခရီးမှာလောဟကုံဒီငရဲကြီးနှစ်ခုရဲ့ကြားကနေဖြတ်သန်းပြီးတော့စီးဆင်းလာတယ်။လောဟကုံဒီငရဲဆိုတာကအလျံကြောင်ကြောင်တောက်လောင်နေတဲ့တန်ပူအိုးကြီးတွေတဲကတိုက်တိုက်ဆူးနေတဲ့တန်ရီပူကြီးတန်ရီပူတွေထဲမှာငရဲသူငရဲသားများမြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်နဲ့ဆင်းရဲဒုက္ခခံစားကြရတဲ့ငရဲကြီးပါ။အိုးရဲ့အဝါကနေမြုပ်သွားလိုက်တာအောက်အိုးရဲ့ကျမ်းပြင်ကိုရောက်ဖို့အတွက်နှစ်ပေါင်း3000ကြာတယ်။အိုးရဲ့အောက်ခြေကနေအိုးအဝပြန်ရောက်ဖို့အပေါ်တက်လာတာနှစ်ပေါင်း3000ကြာတယ်။အဲ့ဒီလိုအဖြစ်လောဟကုံကြီးငရဲကြီးနှစ်ခုရဲ့ကြားကနေဖြတ်တန်းစီးဆင်းလာတဲ့အတွက်ကြောင့်တဘောဓာမြစ်ရေတွေဟာပူးနေရခြင်းဖြစ်တယ်။အဲ့ဒီတဘောဓာမြစ်ရဲ့ဤနားမှာတည်ထားတဲ့တဘောဓာယုံကျောင်းလေးမှာမြတ်စွာဘုရားတရင်သုံးတော်မူနေတဲ့အချိန်တဘောဓာယုံကျောင်းလေးကအရှင်သမိတ်တိလို့ခေါ်တဲ့ယဟန်တော်လေးတစ်ပါးတခုသောမနက်မှာအဲ့ရကစောစောထပြီးတော့ဈဉ္ဉံကမ္မထံရှိမှပွားများပြီးတော့နေတယ်အတောင်60လောက်ရှိတဲ့ဈဉ္ဉံလမ်းမှာခောက်တုံခောက်ပြန်ဈဉ္ဉံလျှောက်ပြီးတော့မနေ့အာယုတက်တဲ့အချိန်လောက်မှာတဘောဓာမြစ်ထဲဆင်းပြီးတော့ရေချိုးတယ်ရေချိုးပြီးတော့ကုန်းကိုပြန်တက်လာတဲ့အခါမှာသဲပိုင်ကိုပဲဝတ်ပြီးတော့ဧကတိကိုတော့မဝတ်သေးပဲလက်တစ်ဖက်ကနေကင်ပြီးတော့ထားအပေါ်ပိုင်းခန္ဓာကိုယ်မှာစိုးနေတဲ့ဒီတွေလျှောက်တွေ့သွားအောင်ရေအလျှောက်ခံတဲ့သဘောမျိုးနဲ့ခန္ဓာကိုယ်အစိုးရနဲ့သင်္ကန်းဝတ်လိုက်မယ်အဝတ်ဝတ်လိုက်မယ်ဆိုရင်အဲ့ဒီသင်္ကန်းအဲ့ဒီအဝတ်ဟာအနံ့အသက်လည်းမကောင်းဘူးညစ်လည်းညစ်နွမ်းလွယ်တယ်ဒါကြောင့်ခန္ဓာကိုယ်တစ်ပိုင်းမှာစိုးနေတဲ့ရေတွေလျှောက်တွေ့သွားအောင်အလျှောက်ခံတဲ့အနေနဲ့ဧကတိကိုမဝတ်သေးဘဲနဲ့လက်တစ်ဖက်ကကန်ပြီးတော့မတ်တက်ရပ်နေတယ်အဲ့ဒီလိုရပ်နေတာကိုနတ်သမီးတယောက်ကမြင်တော့အရှင်သမိတ်ရဲ့အပေါ်မှာချစ်ခင်နှစ်သက်တက်မှတ်တဲ့စိတ်တွေဖြစ်အရှင်သမိတ်ဒီဆိုတာကလည်းခန္ဓာကိုယ်ကျိုးစားကျမ်းနာပြီးတော့ရုပ်ဆင်းဥပ္ပဒီအမတန်ချုံမောတင့်တယ်တဲ့ဉာဏ်တော်ဖြစ်တယ်ပင်ကိုယ်ကချုံမောတင့်တယ်ရတဲ့အထဲမှာတရားရှိမှပွားများပြီးကစားလည်းဖြစ်တော့တရားရဲ့အရှိန်အဝါနဲ့ရုပ်အစင်းကအထူးကြည်လင်တောက်ပနေတယ်ရေထုတ်ပြီးကစားလည်းဖြစ်တော့ခန္ဓာကိုယ်တန့်စင်ပြီးတော့ကြည်ကြည်လင်လင်ဖြစ်ခန္ဓာကိုယ်တစ်ပိုင်းကလည်းပဲဧကတိမကတ်တော့ဗလာရှင်းထားတဲ့အတွက်ကြောင့်ယောက်ျားတစ်ယောက်ရဲ့ပင်ကိုယ်အလှတိဟာထင်းနေဆက်ဆက်ပေါ်လွင်နေတဲ့အတွက်နတ်သမီးကအရှင်သမိတ်ကိုမြင်တော့ချစ်ခင်တဲ့တမတ်တဲ့စိတ်တွေဖြစ်ပြီးတော့ကောင်းကင်ဘောကနေမတ်တိုင်ရက်ပြီးတော့အရှင်သမိတ်ကိုစကားတခွန်းလှမ်းပြောလိုက်တယ်အဘုဒ္ဓဝဘိက္ခတိဘိက္ခုနိုင်ဗုဒ္ဓဝနာဘိက္ခတိဗုဒ္ဓဝနာဘိက္ခုဘိက္ခတုမာတံကာလောဥပ္ပစ္စကာယံ
သင်ဒီအသက်အားဖြင့်လည်းအမတန်ငယ်ပါသေးတယ်အရွယ်အားဖြင့်လည်းအမတန်နုပြူပါသေးတယ်ရုပ်ဆဲဥပဒေအားဖြင့်လည်းအမတန်ချောမောတင့်တယ်လှပါတယ်ခန္ဓာကိုယ်အသွေးသားအင်အားတွေပြည့်ဝပြီးတော့ကျမ်းမာတန်ဆွမ်းနေတယ်ဒီလိုအချိန်မျိုးမှာလောကီအာယုံကာမဂုဏ်ချမ်းသာတွေကိုမခံစားဘဲနဲ့ဘာဖြစ်လို့ယဟန်တရားပွားများအားထုတ်နေရတာလဲခုလိုငယ်တုန်းရွယ်တုန်းတန်တုန်းမြန်တုန်းမှာလောကီအာယုံကာမဂုဏ်ချမ်းသာတွေကိုမခံစားဘဲနဲ့ယဟန်တရားပွားများအားထုတ်မှုမပြုသင့်ပါဘူးလောကီအာယုံကာမဂုဏ်ချမ်းသာဆိုတာငယ်တုန်းရွယ်တုန်းခံစားမှကောင်းတာသင်ကမခံစားဘဲနဲ့ယဟန်တရားပွားများအားထုတ်နေတော့ကာမဂုဏ်ချမ်းသာခံစားရမယ့်အချိန်ကောင်းအခွင့်ကောင်းကြီးသင်လက်လွတ်ဆုံးရှုံးသွားမှာပေါ့အခွင့်ကောင်းကိုတော့လက်မလွတ်လိုက်စမ်းပါနဲ့ငယ်တုန်းရွယ်တုန်းမှာလောကီအာယုံကာမဂုဏ်ချမ်းသာတွေကိုအားရပါရပြည့်ပြည့်ဝဝခံစားပြီးတော့မှအသက်ကြီးတဲ့အချိန်ကြမှာပဲယဟန်တရားပွားများအားထုတ်စမ်းပါတမလွန်ဘောကကောင်းရာကောင်းကြောင်းအတွက်ယဟန်တရားပွားများအားထုတ်တယ်ဆိုတာအသက်ကြီးမှအားထုတ်တာပဲကောင်းပါလေအဲ့ဒီလိုနတ်သမီးကပြောတော့ရှင်သမိတ်တိကပြန်ပြီးတော့မိန့်ကြားတော်မူပါတယ်ကာလံဝဟနာသနာမိသံနောကာလောနတိတတိတသမအဘုဒ္ဓဝပိဋ္ဌာမိမမံကာလောဥပစ္စကဒေဝတိတေဩနတမိအောင်ငါသည်ကာလံသိရမယ့်အချိန်ကာကုဏသနာမိမသိပါကာလောသိရမယ့်အချိန်ကာဒီသံနောဖုံးကွယ်ထအတိတိမေငါအနတိတတိမထင်ရှားပါတသမတို့ကြောင့်အငါသည်အဘုဒ္ဓဝလောကီအာယုံကာမဂုဏ်ချမ်းသာတို့ကိုမခံစားတော့ဘဲနဲ့ဒိဋ္ဌာမိယဟန်တရားပွားများအားထုတ်နေရပါတော့၏ကာလောယဟန်တရားပွားများအားထုတ်ရမယ့်အချိန်ကောင်းကာကောင်းကြီးသည်မာငါကိုမာဥပိ္ပဇာကကြုံလုံး၍မသွားပါစေနဲ့လို့နှလုံးသွင်းပြီးတော့ဒိဋ္ဌာမိယဟန်တရားပွားများအားထုတ်၍နေရပါပြီတည်းနတ်သမီးသင်ကငါ့ကိုအသက်အားဖြင့်ငယ်သေးလို့အရွယ်အားဖြင့်မြင့်ပြိုသေးလို့ယဟန်တရားပွားများအားထုတ်မှုမပြုပါနဲ့အောင်အာယုံကာမဂုဏ်ချမ်းသာတွေကိုပဲခံစားပါအောင်လို့သင်ကပြောတယ်အသက်ကြီးမှပဲယဟန်တရားကိုပွားများအားထုတ်ပါလို့သင်ကပြောတယ်ဒါပေမဲ့ငါကတော့သိရမယ့်အချိန်ကိုကြိုတင်ပြီးတော့မသိပါဘူးအသက်ကြီးမှပဲသိရမယ်အသက်ငယ်တုန်းတော့မသိသေးဘူးလို့ငါသိရမယ်အချိန်ကိုအဲ့ဒီလိုခံမှန်းလို့မရပါဘူးအသက်ကြီးမှပဲတရားအားထုတ်တော့မယ်အသက်ငယ်တုန်းတော့ကာမဂုဏ်အာယုံခံစားအောင်မယ်လို့ရှိမှန်းထားပေမဲ့အသက်ကြီးတဲ့အချိန်ငါကအသက်မရှင်ရဘဲနဲ့အသက်ငယ်တုန်းများသိသွားခဲ့ရင်ယဟန်တရားပွားများအားထုတ်ရမယ်အချိန်ကောင်းအခွင့်ကောင်းကြီးငါလက်လွတ်ဆုံးရှုံးသွားမှာပေါ့အချိန်ကောင်းအခွင့်ကောင်းကြီးတော့ငါလက်လွတ်အဆုံးရှုံးမခံနိုင်ဘူးအဆုံးရှုံးမခံဘူးဆိုတဲ့စိတ်နဲ့ငါသည်ယဟန်တရားပွားများအားထုတ်မှုပြုနေရခြင်းဖြစ်ပါတယ်လောကီအာယုံကာမဂုဏ်ချမ်းသာတွေကိုမခံစားတော့ဘဲနဲ့ယဟန်တရားပွားများအားထုတ်နေရခြင်းဖြစ်ပါတယ်နတ်သမီးအရှင်သမိတ်ရဲ့ဖြေကြားချက်ကိုကောက်ချက်ချကြည့်လိုက်မယ်ဆိုရင်အရှင်သမိတ်ရဲ့အရှင်သမိတ်ဟာတေခြင်းတရားကိုအမျက်မပြတ်ဆင်ခြင်နေတယ်တေခြင်းတရားကိုအမျက်မပြတ်တတိယနေတယ်အချိန်မရွေးသိသွားနိုင်တယ်ဆိုတဲ့အသည့်အရှင်သမိတ်ရဲ့နှလုံးသားထဲမှာဆွေးဆွေးမြင်းမြင်းရှိတယ်ဆိုတာကိုကောက်ချက်ချလို့ရတယ်နောက်တစ်ခုကောက်ချက်ချနိုင်တာကတေခြင်းတရားကိုဆင်ញင်ပွားများမှုဟာယဟန်တရားပွားများအားထုတ်မှုကိုအင်အားကြီးမားစွာနဲ့အထောက်အကူပြုတယ်ဆိုတဲ့အချက်ပါပဲယဟန်တရားပွားများအားထုတ်တယ်ဆိုတာတော့အဓိကအားဖြင့်ဝိပဿနာလို့အားထုတ်ခြင်းပါပဲသီလသမာဓိကိုအခြေခံပြီးတော့ဝိပဿနာလို့အားထုတ်တာကိုပဲယဟန်တရားပွားများအားထုတ်တယ်လို့ခေါ်ပါတယ်ဒီတော့သေခြင်းတရားကိုသင်ញင်အောင်မှုဟာဝိပဿနာလို့အားထုတ်မှုကိုအင်အားကြီးမားစွာနဲ့အထောက်အကူပြုတယ်သေခြင်းတရားကိုမသင်ခြင်းမိတဲ့ပုဂ္ဂိုလ်များကတော့အကာအလုပ်တွေနဲ့ပဲအချိန်ကုန်နေတတ်တယ်။အနဲ့သာရရှိတဲ့ကိစ္စတွေကိုမင်းလျော့ပြီးတော့နေတတ်ကြ။လောကီအာယုကာမဂုဏ်ချမ်းသာတွေကိုခံစားတယ်။မကောင်းမှုဒုစရိုက်တွေကိုပြုတယ်ဆိုတာကတော့အကာအလုပ်တွေလုပ်နေတယ်ဆိုတာထင်ရှားပြီးသားပါ။
အဲ့ဒီအကာတွေမလုပ်ပါဘူးကုသိုလ်ကိစ္စတွေပဲလုပ်နေတယ်လို့ဆိုပြန်တော့လည်းပဲကုသိုလ်အမိခံထားတဲ့အဘောယံဂုံမကာသနာသင်္ဘောကြောကြမှုလက်လာဘအသက်ရှိတဲ့အကျိုးတွေအတွက်ပဲအချိန်ကုန်နေတော့အဲ့ဒီအလုပ်တွေလုပ်နေတာလည်းပဲအကာကိစ္စတွေနဲ့အချိန်ကုန်နေကြမှာပဲအဲ့ဒီအကာကိစ္စတွေလည်းမလုပ်ပါဘူးအနည်းစအနည်းမှဖြစ်တဲ့ဝိပဿနာအလုပ်ကိုပဲအားထုတ်တယ်လို့ဆိုပြန်တော့လည်းပဲအဲ့ဒီဝိပဿနာအလုပ်ကိုအေးအေးဆေးဆေးဖြည်းဖြည်းလေးလေးပေါ့ပေါ့ရော့ရော့နဲ့အားထုတ်နေတတ်ကြတယ်တေခြင်းတရားကိုမစင်ခြင်းမိဘူးဆိုရင်ပေါ့တေခြင်းတရားကိုစင်ခြင်းမိတဲ့ပုဂ္ဂိုလ်ကတော့ဝိပဿနာအလုပ်ကိုအရှိန်ဟုန်ကောင်းကောင်းအင်အားပါပါစွမ်းရည်ပြည့်ပြည့်နဲ့အလုပ်လုပ်ဖြစ်ပါတယ်ဒါကြောင့်အကာအပေါ်ယံအကာဒိဋ္ဌတွေနဲ့အချိန်မကုန်မနဲ့အနှစ်စအနှစ်မှဖြစ်တဲ့အလုပ်တွေကိုဦးစားပေးပြီးလုပ်နိုင်မှုအတွက်သေခြင်းတရားကိုအမြဲမပြတ်ဆင်ခြင်ကြရမယ်တနေ့ကျရင်သေရမှာပဲဆိုတဲ့အသိအချိန်မရွေးသေသွားနိုင်တယ်ဆိုတဲ့အသိနှလုံးသားထဲမှာဆွဲဆွဲမြဲမြဲရှိနေအောင်ကြိုးစားကြရမယ်တနေ့ကျရင်သေရမှာပဲဆိုတဲ့အသိကတော့သေခြင်းတရားကိုအဝေးမှာထားပြီးဆင်ခြင်တဲ့သဘောသက်ရောက်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီဆင်ခြင်မှုကလိုအပ်တဲ့ဆင်ခြင်မှုပါပဲတဏှိတရင်တရားမှာပဲလို့ဆင်ခြင်ထားတဲ့ပုဂ္ဂိုလ်ဟာလောကရန်တရားတွေနဲ့ကြုံတွေ့လာတဲ့အခါမှာခံနိုင်ရရှိပါတယ်လူရဲလို့ဖြစ်လာရင်တော့လောကရန်ဆိုတာတဘာဘာသုံးဖို့တဘာတဲ့များစွာကြုံတွေ့နေရတာအကြီးပါပဲလာဘောအလာဘောတခါတည်းမှာပစ္စည်းဥစ္စာတွေပြည့်စုံတခါတည်းမှာပစ္စည်းဥစ္စာကျွတ်တဲ့ရသောအရသောတခါတည်းမှာချမ်းရနေပေါ်များတခါတည်းမှာချမ်းရနေကင်းမဲ့နေတာပဒန္တတခါတည်းမှာကဲ့ရဲ့ခံရတခါတည်းမှာချီးမွမ်းခံရဒုက္ခဒုက္ခတခါတည်းမှာကိုယ်စိတ်နှစ်ပါးချမ်းသာတခါတည်းမှာကိုယ်စိတ်နှစ်ပါးဆင်းရဲအဲ့ဒီတော့နဲ့လောကဓာတ်7ပါးတဘာဘာသုံးဖို့တဘာတဲ့များတဲ့လောကဓာတ်တွင်နဲ့လူသားတွေဟာချိန်တိုင်းတွေ့ကြုံနေကြရတာပါပဲအဲ့ဒီလိုလောကဓာတ်နဲ့တွေ့ကြုံလာတဲ့အခါမှာတဏှိတရင်တရားမှာပဲလို့ဆင်ခြင်လိုက်မယ်ဆိုရင်ကြုံလာတဲ့လောကဓာတ်ကိုခံနိုင်ရှိသွားပါတယ်ကြုံလာကမှကောက်ကငင်ကဆင်ခြင်မယ်ဆိုရင်တော့သိစိတ်မချရဘူးလောကဓာတ်နဲ့မကြုံတွေ့သေးခင်ဆိုတာကတော့အမှန်ကတော့လောကဓာတ်ဆိုတာကတော့အချိန်တိုင်းကြုံတွေ့နေတာကြီးပါပဲသို့တော်လည်းပဲတိတိသာသာဆိုးတဲ့လောကဓာတ်တိတိသာသာကောင်းတဲ့လောကဓာတ်ကိုမှလူအများကလောကဓာတ်လို့သတ်မှတ်ကြတော့အဲ့ဒီလိုသိတာထင်ရှားတဲ့လောကဓာတ်နဲ့မကြုံတွေ့ခင်ကတည်းကတဏှိတရင်တရားမှာပဲလို့ထက်ကဆင်ញင်ထားနိုင်မယ်အင်အားပါအောင်ဆင်ញင်ထားနိုင်မယ်ဆိုရင်တကယ်တမ်းသိတာထင်ရှားတဲ့လောကဓာတ်ကြုံလာတဲ့အခါမှာတဏှိတရင်တရားမှာပဲလို့ဆင်ញင်လိုက်ရုံနဲ့လောကဓာတ်ကိုအလိုအလျောက်ခံနိုင်ရရှိတော်ပါတယ်သိခြင်းတရားကိုဆင်ခြင်မှုရဲ့အစွမ်းတတိဟာအမတန်အံ့ဩစရာကောင်းတဏှိတရင်တရားမှာပဲလို့ဆင်ခြင်မှုဟာဘဝမှာလူရင်ဆန္ဒတွေမများမှုအတွက်ကိုလည်းပဲထောက်ကူပြုတယ်လူသားတွေဟာအများအပြားဘဝမှာလူရင်ဆန္ဒတွေသိပြီးတော့များနေတတ်ကြဟိုကလည်းဖြစ်ခြင်းတရားလည်းဖြစ်ခြင်းဟိုကလည်းလှုပ်ခြင်းတရားလည်းလှုပ်ခြင်းဟောလည်းရယူခြင်းတရားလည်းရယူခြင်းလူဝင်ဆန္ဒတွေများနေတတ်ကြတချို့များကြတော့ကိုယ်တိုင်ကလူဝင်ဆန္ဒများယူမကဘူးကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်ပါလူဝင်ဆန္ဒများနေတတ်ကြတယ်ကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကိုဟောလည်းဖြစ်စေခြင်းတရားလည်းဖြစ်စေခြင်းဟောလည်းလှုပ်စေခြင်းတရားလည်းလှုပ်စေခြင်းဟောဂုံလေးလည်းယူစေခြင်းဒီဂုံလေးလည်းယူစေခြင်းစသည်အားဖြင့်လူဝင်ဆန္ဒတွေများနေတတ်ကြတယ်အဲ့ဒီလူရင်ဆန္ဒကဘဝအေးချမ်းမှုကိုဖြစ်စေတဲ့လူရင်ဆန္ဒဆိုရင်တော့တော်ပါသေးရဲ့ဘဝအေးချမ်းမှုကိုပျက်စီးစေတဲ့လူရင်ဆန္ဒဆိုရင်တော့ဥပမာဂုံမကသနာတို့ထင်ပေါ်ကြော်ကြားမှုတို့အဲ့ဒီလူရင်ဆန္ဒမျိုးဆိုရင်တော့အဲ့ဒီလူရင်ဆန္ဒကိုအကောင်အထည်ပေါ်နေတဲ့အချိန်မှလည်းပဲလောဘစိတ်လောဘအပူနဲ့ပင်ပန်းဆင်းရဲရပါတယ်အကောင်အထည်ပေါ်လာလို့မိလူချင်းတဲ့ဂုံမကသနာထင်ပေါ်ကြော်ကြားမှုရကြံတော့လေတောကစိတ်တောကအပူနဲ့ပင်ပန်းဆင်းရဲရပါတယ်ဂုံကြီးလေအပူကြီးလေတန်ပေါ်ကြော်ကြားလေပင်ပန်းဆင်းရဲနေပါပဲတဏှိတရင်တရားမှာပဲလို့ဆင်ញင်ထားနိုင်တဲ့ပုဂ္ဂိုလ်တဏှိတရင်တရားမှာပဲဆိုတဲ့ခံစားချက်ထင်ထင်ရှားရှားဖြစ်နေတဲ့ပုဂ္ဂိုလ်ကတော့မိမိတို့လည်းပဲလူရင်ဆန္ဒမများတော့တဲ့အတွက်ကြောင့်စိတ်အေးချမ်းပါတယ်မိမိနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းလူရင်ဆန္ဒမများတော့တဲ့အတွက်ကြောင့်မိမိနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ကမိမိရဲ့လူရင်ဆန္ဒကိုဖြည့်မပေးတဲ့အခါမှာစိတ်ပင်ပန်းဆင်းရဲခြင်းမဖြစ်တော့တဲ့အတွက်ကြောင့်စိတ်အေးချမ်းရပါတယ်
တို့တောင်းရတဲ့ဘဝလေးမှာစိတ်အေးချမ်းစွာနေသွားရဖို့ကအဓိကပါပဲနောက်တစ်ခုကအချိန်မရေသိသွားနိုင်တယ်ဆိုတဲ့ဆင်ခြင်မှုတနည်းအားဖြင့်ခဏနေသိရင်သိသွားနိုင်တယ်ဆိုတဲ့ဆင်ခြင်မှုဒီဆင်ခြင်မှုကတော့အရေးအကြီးဆုံးပါပဲအချိန်မရေသိသွားနိုင်တယ်လို့အချိန်မရေသိသွားနိုင်တယ်လို့ဆင်ခြင်ထားနိုင်တဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့နှလုံးသားမှာစိတ်ဆိုးစိတ်ယုတ်စိတ်ပုတ်တွေကိုလက်ခံမှာမဟုတ်တော့ပါဘူးစိတ်ကောင်းစိတ်ညက်စိတ်တန်ကလေးတွေကိုပဲလက်ခံထားမှာမွေးမြူထားမှာဖြစ်ပါတယ်အချိန်မရေသိသွားနိုင်တယ်ဆိုတဲ့အသည့်ရှိနေတဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့တဏ္ဍာမှာဝိပဿနာစိတ်ကလေးအဆက်မပြတ်ဖြစ်နေအောင်လည်းပဲကြိုးစားအားထုတ်ဖြစ်ပါတယ်ဝိပဿနာစိတ်ကလေးတစ်စိတ်တည်းအဆက်မပြတ်ဖြစ်နေဖို့ကတော့အရေးအကြီးဆုံးပါပဲမိမိတို့မျက်မှောက်ပြုခြင်းနဲ့နိဗ္ဗာန်ဆိုတာကမဲ့စိတ်ဖြစ်မှမျက်မှောက်ပြုနိုင်တာမဲ့စိတ်ဆိုတာကလည်းနေရင်ထိုင်ရင်နဲ့အလိုလျောက်ဖြစ်လာတာမဟုတ်ဘူးမဲ့စိတ်ရဲ့ရှေ့မှာဝိပဿနာစိတ်ရှိရတယ်ရှိတယ်လို့ဆိုတဲ့နေရာမှာလည်းပဲတမန်ကရှံကလေးရှိရမှာမဟုတ်ဘူးအင်အားရှိတဲ့ဝိပဿနာစိတ်ရှင်းတဲ့ဝိပဿနာစိတ်ရှိနေရမယ်အင်အားရှိတဲ့ဝိပဿနာစိတ်ရှင်းတဲ့ဝိပဿနာစိတ်ဖြစ်ဖို့ဆိုတာကလည်းပေါ်ပေါ်ရောရောလေးအားထုတ်ယုံနေတော့မဖြစ်နိုင်ဘူးဝိပဿနာစိတ်တစ်စိတ်တည်းအဆက်မပြတ်ဖြစ်နေမှသာအားရှိတဲ့ဝိပဿနာစိတ်ရင့်ကျက်တဲ့ဝိပဿနာစိတ်ဖြစ်နိုင်တယ်ဝိပဿနာစိတ်တစ်စိတ်တည်းအဆက်မပြတ်ဖြစ်ဖို့ဆိုတာကလည်းထိုင်တဲ့အချိန်မှာမှတ်ယုံဈဉ္ဉံချိန်မှာမှတ်ယုံလေးနဲ့ဝိပဿနာစိတ်တစ်စိတ်တည်းအမြဲတမ်းမဖြစ်နိုင်ဘူးအထူးထူးဒီဝေကိစ္စလေးတွေဆောင်ရွက်နေတဲ့အချိန်မှာလည်းပဲအထူးထူးလေးစိတ်အမှတ်ကလေးတွေကိုအထူးတန်ဖိုးထားပြီးတော့လေးလေးစားစားရှုမှတ်မှသာလျှင်ဒီနည်းရဲ့တဏ္ဍာမှာဝိပဿနာစိတ်တစ်စိတ်တည်းအဆက်မပြတ်ဖြစ်နေမယ်အဲဒီဝိပဿနာစိတ်တစ်စိတ်တည်းအဆက်မပြတ်ထက်ကဖြစ်ပါများတော့မှဝိပဿနာစိတ်ကအားရှိလာရင့်ကျက်လာပြီးတော့အားရှိသောရင့်ကျက်သောဝိပဿနာစိတ်ရဲ့အခြားမဲ့မှာမဲ့စိတ်ဖြစ်ပြီးတော့ဒီမိတို့လိုလားတောင့်တတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်ဒီတော့ဝိပဿနာလိုအားထုတ်နေကြတဲ့ပုဂ္ဂိုလ်များရဲ့အရေးအကြီးဆုံးတာဝန်ဟာမိမိရဲ့တဏ္ဍာမှာဝိပဿနာစိတ်ကလေးအဆက်မပြတ်ဖြစ်နေအောင်ကြိုးစားအားထုတ်ဖို့ပါပဲအချိန်မရေသိသွားနိုင်တယ်ဆိုတဲ့အသည့်ရှိနေတဲ့ပုဂ္ဂိုလ်ဟာအချိန်တိုင်းအချိန်တိုင်းဝိပဿနာစိတ်ကလေးဖြစ်အောင်ကြိုးစားအားထုတ်ဖြစ်ပါတယ်ဒါကြောင့်လောကဓာတ်ခန္ဓာကြီးရှိဖို့နဲ့ဘဝမှာလူရည်ဆန္ဒတွေမများဖို့အတွက်တနေ့ကျရင်သိရမှာပဲလို့သိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဆင်ခြင်ကြရပါမယ်သိကောင်းနှလုံးကောင်းရှိဖို့နဲ့ဝိပဿနာစိတ်ကလေးအဆက်မပြတ်ဖြစ်ဖို့အတွက်အချိန်မရွေးသိသွားနိုင်တယ်သို့မဟုတ်ခဏနေသိရင်သိသွားနိုင်တယ်လို့သိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဆင်ခြင်ကြရပါမယ်ဒါကြောင့်မရဏတတေယအနုယုတောဘိက္ခုတတ္တထံအပ္ပမတောဟောတိဘေကဝေသိတ္တ၄ပါးจิตသားจิตသမီးတို့မရဏတတေယဒီတရားကိုဆင်ញင်အောင်မိခြင်းခေါ်တဲ့မရဏတတိတရားကိုအနုယုတောဗမ္မာအာထုသောဘိက္ခုယဟန်ဒီဝါပုဂ္ဂိုလ်သည်တတ္တထံအမြဲမပြတ်အပ္ပမတောအပ္ပမရာတရားနှင့်ပြည့်စုံသည်အပ္ပမတောအနှစ်စေအနှစ်မှန်ဖြစ်တဲ့ကုသိုလ်အလုပ်ဝိပဿနာအလုပ်တို့၌မမိတ်မလျော်ခြင်းခေါ်တဲ့တတိတရားနှင့်ပြည့်စုံသည်ဟောဒီစင်စစ်မသွေဖြစ်ပါပေတည်းကာလဟောနာသာနာမိတရားမဲ့အချိန်ကိုမသိနိုင်ဘူးဆိုတဲ့စကားရပ်မှာတရားကိုမသိနိုင်ဘူးဆိုတာအတိတရားမဲ့အချိန်ကိုမသိနိုင်ဘူးဆိုတာအတိအကျမသိနိုင်တာကိုပြောတာပါခံမှန်းခြင်းအဖြစ်တော့သိကြတာများပါတယ်ခံမှန်းထားတဲ့အတိုင်းလည်းပဲအထိုက်အလျောက်တော့အချုပ်မှန်ကြတာများပါတယ်ကျမ်းမာကြီးကလည်းကောင်းနေမယ်အစာအာဟာရကလည်းပြည့်စုံနေမယ်စသည်အားဖြင့်အကြောင်းတရားကြီးညီညွတ်နေမယ်ဆိုရင်တော့တပတ်အတွင်းတစ်လအတွင်းတစ်နှစ်အတွင်းစသည်အားဖြင့်အတ္တဘလောက်အတွင်းမှာတော့မသိသေးဘူးလို့ခံမှန်းကြတာများပါတယ်ခံမှန်းတဲ့အတိုင်းလည်းပဲအထိုက်လျောက်အသက်ရှင်ကြတာတော့များပါတယ်တော့လည်းပဲအတိအကျတော့မသိနိုင်ဘူးမသိသေးဘူးလို့ခံမှန်းထားတဲ့ကာလလေးအတွင်းမှာပဲမမျှော်လင့်တဲ့အကြောင်းတရားတွေကြုံတွေ့ပြီးတော့သိဆုံးသွားကြရတာလည်းရှိတယ်သိရမယ်လို့သိကြတော့သိထားတဲ့ယောဂရှိနေတဲ့ပုဂ္ဂိုလ်တောင်မှ
တလားတော့ခံအောင်မယ်တစ်နှစ်တော့ခံအောင်မယ်တလားအတွင်းတစ်နှစ်တော့မသေးသေးဘူးလို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တောင်မှသိမယ်လို့မထင်တဲ့ကာလလေးအတွင်းမှာရုပ်တရက်သိဆုံးသွားတာလည်းရှိတတ်တယ်တခြားကားတိုက်တာတို့ကားမောက်တာတို့သင်္ဘောမြုပ်တာတို့လေရင်ပြတ်တာတို့မီးလောင်တာတို့စသဖြင့်အကြောင်းအရာတွေနဲ့ကြုံတွေ့သွားတဲ့အခါမှာလည်းရုပ်တရက်သိဆုံးသွားရတာပဲအဲ့ဒီလိုသိဆုံးသွားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုယ်ကိုသိလိမ့်မယ်လို့ခံမှမထားတဲ့ကာလအတွင်းမှာသိဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေကြီးပါပဲဟိုတလုံးလေးကပဲမြို့နယ်တစ်ခုကကြေးရွာတစ်ခုမှာအယောင်းတိုင်းကိုအစပြုပြီးလေတဲလေးတစ်လုံးလေခွင်းထဲကလေတဲလေးတစ်လုံးမီးလောင်သွားခဲ့တယ်လေတဲထဲမှာအိပ်ပျော်နေကြတဲ့9ယောက်မီးရဲပါပြီးတော့မီးလောင်ပြီးတော့သေဆုံးသွားကြအဲ့ဒီမီးလောင်ပြီးတော့သေဆုံးသွားကြတဲ့9ယောက်ဒီကနေ့ညတော့တို့သိရမှာပဲလို့ကြိုပြီးတော့မသိကြပါဘူးသိလိမ့်မယ်လို့ကြိုတင်ခံမှမထားဘဲနဲ့ရုတ်တရက်သေဆုံးသွားကြတာပါမကြခင်လေးကပဲနိုင်ငံတစ်ခုကဘောလုံးပွဲတစ်ခုမှာလက်မအတူရောင်းတဲ့ပုံကိုယ်တွေကြောင့်ဒီဘောလုံးပွဲအတွင်းမှာဆန်းတဲ့လူဦးရေတဲ့စာပေါင်းများစွာပြည့်ရှမ်းသွားတဲ့အတွက်ကြောင့်လူတွေတယောက်နဲ့တယောက်တုံးမိတိုင်းမိတက်မိနေမိကြတဲ့အတွက်ကြောင့်လူပေါင်း80ကျော်သေဆုံးသွားကြတယ်အဲ့ဒီသေဆုံးသွားတဲ့လူတွေဟာလည်းသူတို့ကိုယ်သူတို့သေလိမ့်မယ်လို့ကြိုပြီးတော့မသိကြပါဘူးသိမယ်ဆိုတော့ကြုံပြီးတော့သိရင်တို့ဒီဘောလုံးပွဲကိုလာကြမှာမဟုတ်ပါဘူးဘောလုံးပွဲမှာပျော်ရွှင်မယ်ပျော်ပျော်ပါပါအားပေးလိုက်မယ်ကြည့်ရှုလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လာကြတဲ့သူကြီးပါပဲသို့တော်လည်းမမျှော်လင့်တဲ့အကြောင်းပြနဲ့ကြုံတွေ့ပြီးတော့သေဆုံးသွားခဲ့ရပါတယ်မကြခင်ချက်ပိုင်းကပဲရုပ်တစ်မျိုးကယောဂီမာလေးတယောက်အသက်18နှစ်ပဲရှိသေးတဲ့ယောဂီမာလေးတယောက်မြို့မှာတရားစခန်းဖွင့်တော့သူကတရားစခန်းမှာဝင်ပြီးတရားအားထုတ်ခြင်းတဲ့အကြောင်းသူ့ရဲ့ဖခင်ကိုခွင့်တောင်းတယ်သူ့ရဲ့ဖခင်ကသမီးအသက်ကငယ်ပါသေးတယ်အသက်ကြီးမှပဲအားထုတ်ပါသမီးအတွက်တရားအားထုတ်ဖို့အချိန်လေးအများကြီးကြာပါသေးတယ်အားမထုတ်ပါနဲ့ဦးလို့အဖေကတားဒါတော့သမီးကပြန်ပြောတယ်အဖေအသက်ကြီးမှပဲသေလိုက်မယ်အသက်ငယ်တုန်းတော့မသေဘူးလို့ပဲရှိပါမလဲသေခြင်းတရားဟာအသက်ကြီးတဲ့လူစီကိုလည်းသွားတယ်လို့အသက်ငယ်တဲ့လူစီကိုလည်းရောက်လာတာပါပဲအသက်ကြီးတဲ့အထိမနေရဘဲနဲ့အသက်ငယ်တုန်းကသမီးသေးသွားခဲ့ရင်တရားအားထုတ်ခွင့်ရမှာမဟုတ်တော့ဘူးဒါကြောင့်တရားအားထုတ်ခွင့်ပြုပါလို့အတန်တန်တောင်းပန်တဲ့အတွက်ကြောင့်ဖခင်ကခွင့်ပြုလိုက်တရားစခန်းပြီးသွားလို့17ရက်ကြာတဲ့အချိန်မှာနေ့လည်းပဲရေချိုးရင်းနဲ့အဖျားဝင်ပြီးတော့ရုတ်တရက်သေဆုံးသွားတယ်အဲ့ဒီယောဂီမလေးဟာသူ့ကိုယ်သူတရားစခန်းပြီးလို့17ရက်ကြာရင်သိလိမ့်မယ်လို့ကြိုပြီးတော့မသိခဲ့ပါဘူးသူ့ရဲ့ဖခင်ကလည်းသူ့သမီးဟာတရားစခန်းပြီးတဲ့အချိန်မှာသေဆုံးသွားလိမ့်မယ်လို့ကြိုပြီးတော့မသိခဲ့ပါဘူးကျမ်းမာရေးကလည်းကောင်းနေတယ်အသက်ကလည်းငယ်သေးတယ်ဆိုတော့ဒီ19နှစ်ရွယ်သမီးငယ်လေးအတွက်သိခြင်းတရားဆိုတာဘယ်လိုမှမျှော်လင့်မထားတဲ့အရာတစ်ခုပါဒါပေမဲ့လည်းမမျှော်လင့်မဲကြောက်ရောက်လာခဲ့ပါတယ်ဖခင်ရဲ့စကားကိုနားထောင်ပြီးတော့တရားစကားမဝင်လိုက်ဘူးဆိုရင်တော့သူ့ရဲ့ဘဝသူ့ရဲ့တမလွန်ခကြီးဟာအမတန်ဝင်လေးเสียကောင်းတာပါတယ်ဒါကြောင့်အသက်ကြီးမှပဲတရားအားထုတ်မယ်အသက်ငယ်တော့အားမထုတ်သေးဘူးလောကီအာယုကာမဂုဏ်ချမ်းသာတွေနဲ့ပဲကြော်ကြော်ပါပါကြီးနေလိုက်အောင်မယ်ဆိုတဲ့အယူအဆဟာအသက်ကြီးတဲ့ထိမိမိကမနေရဘဲနဲ့အသက်ငယ်တုန်းကအဲ့ဒီပုဂ္ဂိုလ်တွေသေဆုံးသွားကြမယ်ဆိုရင်ကိုယ်ကျိုးနေကြလိမ့်မယ်တကယ်တော့လည်းတရားအလုပ်အားထုတ်တယ်ဆိုတာအသက်ငယ်တုန်းမှပူပြီးတော့အားထုတ်လို့ကောင်းတာပါအသက်ကြီးသွားပြီဆိုရင်ကိုယ်အားညာအားသိစွမ်းအားတွေကုန်ခန်းသွားပြီဖြစ်တဲ့အတွက်ကြောင့်ထင်မလို့သိရှိတဲ့လောက်တရားအားထုတ်လို့မဖြစ်တော့ပါဘူးသိရှိတဲ့လောက်လို့ဆိုရပေမဲ့လို့လည်းစိတ်လည်းမရှိတော့ပါဘူးတရားထုတ်ခြင်းနဲ့စိတ်တော့ရှိတယ်ဒါပေမဲ့ကိုယ်ခန္ဓာကမလိုက်နိုင်လို့သိအားမထုတ်နိုင်တော့ဘူးလို့စကားရတာပြောတာအဲ့ဒါအလကားပြောတာလူကြားကောင်းအောင်ပြောတာတကယ်တော့စိတ်ကိုမရှိတော့တာဒါတော့အသက်ငယ်တုန်းကျယ်တုန်းမှာတရားအားထုတ်တာကိုယ်အားညာသိစွမ်းအားတွေထက်မြက်နေတဲ့အတွက်ကြောင့်ငယ်တုန်းတရားအားထုတ်တာပို့ပြီးတော့ကောင်းမလဲပို့ပြီးတော့တရားဥပဒေနဲ့ရဖို့အတွက်စိတ်ချရတယ်ဒါကြောင့်ကြုံတိုက်ခဲ့တဲ့ဗုဒ္ဓသာသနာတော်ကြီးနဲ့တွေ့ကြုံနေတဲ့အခိုက်မှာ
လောကီအာရုံကာမဂုဏ်ချမ်းသာတွေကိုကြည့်ပဲနဲ့မော်မော်ဆုပ်ကိုင်းပြီးတော့ထားကြမယ်ဆိုရင်မိမိတို့ဟာအသိဉာဏ်နည်းရရောက်သွားလိမ့်မယ်အသက်ကြီးမှပဲအားထုတ်မယ်အသက်ငယ်တော့အားမထုတ်ဘူးလို့ရှင်းမှန်းထားပြီးမဲ့ငယ်တော့မှရုပ်တရက်သိဆုံးသွားခဲ့ရင်မိမိတို့အားကိုးရဘာမှရှိမှမဟုတ်တော့ဘူးသိရမယ်အချိန်ကတော့ကြိုပြီးတော့ဘယ်လိုနည်းနဲ့မှမသိနိုင်ဘူးအချိန်ကိုလည်းမသိနိုင်ရမဟုတ်ပါဘူးသိချင်းချင်းနဲ့ပတ်သက်ပြီးတော့မသိနိုင်တဲ့အချက်က၅ချက်ရှိပါတယ်ဇီဝိတံဗျာတိကာလောသတေဟနိခေပနံဂတိအင်စေတိဇီဝလောကသမိအာနိမိတ်တာနာနာယရေဇီဝိတဘယ်အတ္တမှသိလဲဆိုတာလည်းမသိနိုင်ကြဘူးတတ္တဝါတွေဟာဘယ်အတ္တထိပဲနေရတယ်ဘယ်အတ္တမှာပဲဘယ်အတ္တရောရလို့ရှိရင်အလုံးသိကြရတယ်လို့သတ်မှတ်ချက်မရှိပါဘူးအမိဝမ်းကောင်းအမိဝမ်းအတွင်းမှာလည်းပဲကလလရည်ကြီးခိုင်မှာပဲဖြစ်ဖြစ်ဒီမြုပ်အရွယ်ဒီမြုပ်ဖြစ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်သတ်ရခြင်းအမိဝမ်းအတွင်းမှာလည်းအချိန်မျိုးမျိုးမှာသိဆုံးသွားနိုင်တာပဲအမိဝမ်းကဆက်လာကြတော့လေတဏှာဤနဏဤစားတဲ့နိုင်ပိုင်းအတွင်းတရက်နှစ်ရက်စားတဲ့ရက်ပိုင်းအတွင်းတစ်ပတ်နှစ်ပတ်စားတဲ့အချိန်ကာလအတွင်းတနေ့နဲ့နဲ့စားတဲ့နှစ်ပိုင်းအတွင်းစားရခြင်းဘယ်အသက်အရွယ်မှမဆိုသိဆုံးသွားနိုင်တာပဲဒါကြောင့်ဘယ်အသက်အရွယ်မှာသိရမယ်ဆိုတာကိုလည်းကြိုတင်ပြီးတော့မသိနိုင်ဘူးဗျာတိဘယ်အနာယောဂနဲ့သိဆုံးရမယ်ဆိုတာကိုလည်းမသိနိုင်ဘူးတတ္တဝါတွေဟာဘယ်အနာယောဂနဲ့ပဲသိဆုံးရတယ်ဆိုတဲ့အတိအကျသတ်မှတ်ချက်မရှိဘူးမျက်စိနာနဲ့လည်းသိနိုင်တယ်လို့နာနဲ့ပတ်သက်တဲ့ယောဂနှာခေါင်းနဲ့ပတ်သက်တဲ့ယောဂရှားနဲ့ပတ်သက်တဲ့ယောဂကိုယ်နဲ့ပတ်သက်တဲ့ယောဂစိတ်နဲ့ပတ်သက်တဲ့ယောဂစသည်အဖြစ်ဘယ်ယောဂနဲ့မဆိုသိဆုံးသွားနိုင်တယ်ယောဂတစ်ခုနဲ့မကဘဲနဲ့တစ်ခုတည်းများတဲ့ယောဂတွေနဲ့လည်းသိဆုံးသွားနိုင်တာပဲတရားနဲ့တရားသိဆုံးရမယ့်ယောဂတွေကလည်းမတူကြဘူးဒါကြောင့်မိမိဒီဘယ်အနာယောဂနဲ့သိဆုံးရမယ်မိမိသိလုံးတဲ့အချိန်မှာဘယ်အနာယောဂဖြစ်မယ်ဆိုတာကိုကြိုတင်ပြီးတော့မသိနိုင်ဘူးကာလသိရမယ်အချိန်ကိုလည်းမသိနိုင်ဘူးတတ္တဝါတွေဟာမနေ့ပိုင်းအချိန်မှာပဲသိကြတယ်ကျန်တဲ့အချိန်တွေမှာမသိဘူးလို့ဒီလိုသတ်မှတ်ချက်မရှိမနေ့ပိုင်းမှာလည်းသိဆုံးနိုင်တယ်လို့နေ့လယ်ပိုင်းမှာလည်းသိနိုင်တယ်ညနေပိုင်းမှာလည်းသိနိုင်တယ်ညပိုင်းမှာလည်းသိနိုင်တယ်အမေဆိုင်ရင်လည်းသိနိုင်တယ်လို့ခြေတောင်းရင်းနဲ့လည်းသိသွားနိုင်ဘုရားရှိခိုးနဲ့သိဆုံးသွားနိုင်တယ်လို့တရင်သာအန္တရင်းတန်းနဲ့လည်းသိခြင်းသိသွားနိုင်တာပဲဒီတော့ဘယ်အချိန်မှမဆိုသိဆုံးသွားနိုင်တဲ့အတွက်ကြောင့်သိရမယ့်အချိန်ကိုလည်းကြိုတင်ပြီးတော့မသိနိုင်ဘူးဒီဟာနေခေပနသိပြီးတဲ့နောက်မိမိရဲ့အလောင်းတော်ဘယ်နေရာမှာပြစ်ချရမလဲဆိုတာလည်းမသိနိုင်ဘူးတတ္တဝါတွေအသိဆုံးသွားတဲ့အခါမှာဒီတနေရာမှာပဲအလောင်းတော်ပြစ်ချရတယ်လို့အတိအကျကန့်သက်ချက်မရှိဘူးဒီတဲ့မွေးတဲ့ပုဂ္ဂိုလ်ကကုံပေါ်မှာအလောင်းပြစ်ချခံရင်ခံရမယ်ကုံမှာမွေးတဲ့ပုဂ္ဂိုလ်ကဒီထဲမှာအလောင်းပြစ်ချခံရင်ခံရမယ်ရွာမှာမွေးတဲ့ပုဂ္ဂိုလ်ကမြို့မှာအလောင်းပြစ်ချခံရင်ခံရမယ်မြို့မှာမွေးတဲ့ပုဂ္ဂိုလ်ကတောမှာအလောင်းပြစ်ချခံရင်ခံရမယ်သတိအားဖြင့်ဘယ်နေရာမှာမဆိုမိမိရဲ့အလောင်းကပြစ်ချခံနိုင်တယ်အခုခေတ်ဆိုလို့ရှိရင်တော့ပေါ့လေရန်ကုန်မှာမွေးဖွားတဲ့ပုဂ္ဂိုလ်များကတော့ကြိုတင်ပြီးတော့ပြောကြမှာပေါ့ရှင်ပြားတို့ကဟောတယ်အလောင်းကောင်ပြစ်ချခံတဲ့နေရာမသိဘူးတပည့်တော်တို့တော့သိတယ်ဗျာရန်ကုန်မှာမွေးတာဆိုတော့တပည့်တော်တို့ကြံတော့သွားရမှာသိကြတယ်လို့တချို့ကပြောခြင်းပြောမယ်အခုတော့ကြံတော့သွားရမယ်လို့လည်းကြိုတင်ပြီးတော့သိထားတဲ့ပုဂ္ဂိုလ်တွေကြိုတင်ပြီးခန့်မှန်းထားတဲ့ပုဂ္ဂိုလ်တွေလည်းလွဲချော်ကုန်ကြပြီနော်ဒီတော့အလောင်းကောင်ဘယ်နေရာပြစ်ချခံရမယ်ဆိုတာလည်းမိမိတို့မသိနိုင်ဘူးဂတိပေလုံးပြည့်နောက်ဘယ်ဘဝကိုလာရောက်ရမယ်ဘယ်ဂတိကိုသွားရမယ်ဆိုတာကိုလည်းကြိုပြီးတော့မသိနိုင်ဘူးတတ္တဝါတွေအသိဆုံးပြီးသွားရင်ဒီဂတိတစ်ခုကိုပဲသွားရတယ်လို့ဒီလိုကန့်သက်ချက်မရှိဘူးဘုရားဆိုတဲ့လူပုဂ္ဂိုလ်တယောက်လူတွေသိသွားလို့ရှိရင်လူပဲပြန်ဖြစ်တယ်လို့ဒီလိုအတိအကျကန့်သက်ချက်မရှိဘူးလူသိလို့ရှိရင်လူလည်းပြန်ဖြစ်နိုင်တယ်လို့နတ်လည်းဖြစ်နိုင်တယ်ငရဲလည်းကျသွားနိုင်တယ်ဒိဋ္ဌာန်လည်းဖြစ်နိုင်တယ်သိက္ခာလည်းဖြစ်နိုင်တယ်ဂတိ၅မျိုးမှာတစ်မျိုးမျိုးဖြစ်နိုင်တယ်နတ်တွေသိရောလို့ရှိရင်နတ်ပဲပြန်ဖြစ်တယ်လို့ဒီလိုကန့်သက်ချက်လည်းမရှိဘူးနတ်တွေဟောတဲ့နတ်တွေသိလွန်ပြီးတော့နတ်ပြန်ဖြစ်တဲ့လူလည်းရှိမယ်လူဖြစ်လာတဲ့ပုဂ္ဂိုလ်လည်းရှိမယ်စသည်အားဖြင့်တတ္တဝါတွေသိဆုံးပြီးတဲ့အခါမှာငရဲတိရစ္ဆာန်တိတ်တာလူနတ်လို့ခေါ်တဲ့ဂတိ၅ပါးမှာတစ်ခုခုလာရောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မိမိသိဆုံးတဲ့အခါမှာဘယ်ဂတိကိုလာရောက်ရမယ်ဆိုတာလည်းကြိုတင်ပြီးတော့မသိနိုင်ကြဘူး
မသိခြင်း၅ပါးနဲ့အသက်ရှင်နေရတဲ့ဒီဘာလောကသမိတ်သက်ရှိလောက၌ဤဒီပင်စအသက်အနာဆရာတာနှင့်ဆွရလာကြည်ဆိုသောဤ၅မျိုးတို့ကိုအာနိမိတ်တာတိကြောင့်နမိတ်အကျိလက္ခဏာတုံတရားမရှိတာကုန်၏ဖြစ်၍နာနာယရေဘလူနိနမမတိအမတိနိုင်ကြလေကုန်တည်းအရှင်သမီးရဲ့ဖြေဆိုချက်မှာကာလမောဟနာသာနာမိသံနောကာလောနစိတ်တတိတသမအဘုဒ္ဓဝါဘိက္ခာမိမာမံကာလောဥပ္ပစ္စကငါဒီသိရမယ့်အချိန်ကိုမသိနိုင်တဲ့အတွက်ကြောင့်လောကီအာယုကမဂုဏ်ချမ်းသာတွေကိုမခံစားတော့ဘဲနဲ့ယဟန်တရားပွားများအထောက်နေရပါတယ်လို့ဆိုထားတော့လူရဲ့ဇက်ခံပေါ်မှာမူတည်ပြီးတော့ခံယူချက်တွေကွဲပြားသွားကြတယ်ဒါကနတ်သမီးရဲ့ခံယူချက်နဲ့အရှင်သမီးရဲ့ခံယူချက်ကိုနိုင်ရှင်ပြီးတော့ကြည့်ရင်သိနိုင်တယ်အရှင်နတ်သမီးရဲ့ခံယူချက်ကတော့မသေးခင်ချိန်ကာလလေးအတွင်းမှာလှုပ်တဲ့လှုပ်ရမယ့်အလုပ်ဒီလောကီအာယံကာမဂုဏ်ချမ်းသာခံစားတဲ့အလုပ်လို့ခံယူထားပါတယ်အရှင်သမီးကတော့မသေးခင်ချိန်ကာလလေးအတွင်းမှာလှုပ်ရမယ့်အလုပ်ဒီဝိပဿနာအလုပ်အားထုတ်တဲ့အလုပ်လို့ခံယူထားပါတယ်ခံယူချက်ချင်းမတူညီကြပါဘူးဒါနဲ့တရားမှာပဲဆိုတော့အာလုံးသိကြတယ်အချိန်မရွေးပြေသွားနိုင်တယ်ဆိုတာလည်းသိကြတယ်သိတာချင်းတူပေမဲ့ဓာတ်ခံခြင်းမတူတော့ခံယူချက်တွေကွာသွားကြကာမဓာတ်ခံကိလေသာဓာတ်ခံအားကောင်းတဲ့ပုဂ္ဂိုလ်များကတော့မသိခင်ကာလမှာအာယုံကာမဂုဏ်ခံစားမှုဒီဘဝရဲ့အနှစ်သာရလို့ခံယူထားကြတယ်ဒီကာမဓာတ်ခံပါရမီဓာတ်ခံအားကောင်းတဲ့ပုဂ္ဂိုလ်များကတော့မသိခင်ချိန်ကာလမှာလုပ်ရမယ့်အလုပ်တွေယန္တရားပွားများအားထုတ်တဲ့အလုပ်ဒါနသီလသမထနဲ့တကွဝိပဿနာအလုပ်အားထုတ်တဲ့အလုပ်လို့ခံယူထားကြတယ်ဒီတော့နတ်သမီးရဲ့ခံယူချက်မျိုးရှိတဲ့လူသားတွေလည်းအများကြီးရှိကြပါတယ်အများကြီးဆိုတာတဲ့အများဆုံးရှိကြပါတယ်တခါတော့ကဥပ္ပေရဲ့လူဘဝတုန်းကတငယ်ချင်းတစ်ယောက်ကိုတရားအားထုတ်ဖို့တိုက်တွန်းမှုတယ်ဒီကမှာဝင်ပြီးအားထုတ်မှအိမ်မှာလည်းပဲစိတ်တိုးပြီးတော့ပြီးတာထိုင်မှမဟုတ်ပါဘူးသွားရင်လာရင်လုံရင်ကန်ရင်နေရင်ထိုင်ရင်စားရင်တောင်းရင်ပြောရင်ဆိုရင်လည်းပဲတတိပညာထည့်ပြီးတော့အလုပ်လုပ်သွားရင်တရားအားထုတ်လို့ဖြစ်ပါတယ်မိမိရဲ့အလုပ်မပြတ်တဲ့နဲ့တရားအားထုတ်လို့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုအားထုတ်ပုံအားထုတ်နည်းနဲ့တကွာသူ့ကိုပြောပြအဲဒီလိုပြောကြတော့တကယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကဘာပြန်ပြောတယ်လဲဆိုရင်ဦးဇင်းမယားတပည့်တော်တရားအားမထုတ်ပြရသေးနဲ့ဦးဘာဖြစ်လို့လဲတပည့်တော်တရားအားထုတ်လိုက်ရင်လောကီအာယံကာမဂုဏ်ချမ်းသာတွေခံစားခြင်းနဲ့စိတ်ကြောက်သွားလိမ့်မယ်တပည့်တော်ကအခုမှအသက်အငယ်လေးရှိသေးတာလောကီအာယံကာမဂုဏ်ခံစားခြင်းနဲ့စိတ်တွေကြောက်သွားလို့မဖြစ်ဘူးဗျာရခဲ့တဲ့ဥပဝါဒီရတဲ့အခိုက်မှာမိမလေးတစ်ယောက်တော့အနည်းဆုံးယူတော်ပြစေဦးတဲ့သူကပြန်ပြောတယ်အနည်းဆုံးတော့ယူတော်ပြတစ်ယောက်တော့အနည်းဆုံးယူတော်ပြစေဦးဆိုတော့သူကြည့်ရတာတယောက်မကယူခြင်းကုန်ပေါ်တယ်နော်ဒီတော့နတ်သမီးကလည်းခံရရှိတဲ့ပုဂ္ဂိုလ်တွေဟာလောကမှာအများဆုံးပါပဲအရှင်သမိုင်းကြီးကိုခံရရှိတဲ့ပုဂ္ဂိုလ်တွေကတော့ခံရရှိတဲ့အတိုင်းလည်းပဲလက်တွေ့အကောင့်တွေပေါ်ပြီးတော့အလုံးလုံးဖြစ်တဲ့ပုဂ္ဂိုလ်တွေကတော့အမတန်ကိုလဲပါလှပါတယ်နတ်သမီးကတော့ခံရရှိတဲ့ပုဂ္ဂိုလ်များကဉာဏ်တရားပွားများအားထုတ်တယ်ဝိပဿနာလုပ်အားထုတ်တယ်ကုသိုလ်ကောင်းမှုတွေပြုတယ်ဆိုတာနောက်တမလွန်ဘဝကြမှာအကျိုးရတဲ့အလုံးနောက်တမလွန်ဘဝကြမှာပဲအကျိုးခံစားရတဲ့အလုံးလို့ခံယူထားကြတယ်လောကီအာယံကာမဂုဏ်ချမ်းသာခံစားတဲ့အလောကမှာဒီဘဝမှာချက်ချင်းလည်းအကျိုးခံစားရတဲ့အလုံးလို့အဲ့ဒီယူဆထားကြအဲ့ဒီအယူဆမှားရတဲ့အကြောင်းကိုအရှင်သမီးကနတ်သမီးကိုပြန်ပြောတဲ့အချက်ကိုအခြေခံပြီးတော့အနေနဲ့အာယုံသိကြည့်ရအောင်ကာလိကကာမဘဟုဒုက္ခဘဟုပါယတာအာရိနဘောဣထပိယောကာမလောကီအာယုံကာမဂုဏ်ချမ်းသာတို့သည်ကာလိကအချိန်ယူပြုပြင်မှအကျိုးရတဲ့ကာလိကတရားတို့သာလည်းနီကာလိကအကျိုးရဖို့အတွက်
အချိန်ဆိုင်ရတဲ့ဖြင့်ကာလိကတရားတို့သာလင်းသည်ဘဟုဒုက္ခဆင်းရဲခြင်းကသာများကြလာပါ၏ဘဟုပါယနာပင်မခြင်းကသာများကြလာပါ၏ဧတဤလောကီအာယုကာမဂုဏ်ချမ်းသာတို့၌အာဒီနဝအဖြစ်ဒီရောများကြလာပါ၏အာဂါလိကောအယံဓမ္မောဤလောကုတ္တရာတရားကမှအာဂါလိကောအချိန်မဆိုင်တဲ့ချက်ချင်းလည်းငင်အကျိုးရတဲ့အတွက်ကြောင့်အာဂါလိကတရားဒီလာလျင်ဟောဒီစံစမသွေဖြစ်ပါပေတည်းလောကီအာယုကာမဂုဏ်ချမ်းသာပြီဆိုတာကကာလိကတရားတွေလောကုတ္တရာတရားကမှအာကာလိကတရားကုံတော်6ပါးထဲမှာအာကာလိကောဆိုတဲ့ဂုဏ်တော်လေးတစ်ခုပါတယ်အာကာလိကောဆိုတာအချိန်မဆိုင်မနဲ့အကျိုးရတဲ့တရားလို့အဓိပ္ပာယ်ရပါတယ်လောကုတ္တရာတရားတွေဆိုတာကအချိန်မဆိုင်မနဲ့ချက်ချင်းလည်းငယ်အကျိုးရတဲ့တရားတွေပါအဓိကအားဖြင့်တော့မေတ္တရားပါမက်စိတ်မိမိရဲ့တန်တမာဖြစ်ပြီးဆိုရင်မက်စိတ်ရဲ့အခြားမဲ့မှာပုံသိချက်ချင်းဖြစ်ပါတယ်မက်စိတ်နဲ့ပုံသိကြားမှာတခြားစိတ်တွေခြားနေတဲ့အချိန်ဆိုင်နေတယ်တခြားစိတ်တွေတစ်ခုနှစ်ခုစသည်ဖြစ်ပြီးတော့အချိန်ခြားနေတယ်ဆိုတာမရှိဘူးမက်စိတ်ဖြစ်တာနဲ့တိုင်းနဲ့ပုံသိချက်ချင်းဖြစ်တယ်မက်စိတ်ဒီပုံသိဒီဟူသောအကျိုးကိုချက်ချင်းပေးတယ်ပုံသိဒီဟူသောအကျိုးကိုရတော့ဘာဖြစ်တယ်လဲလို့ဆိုတော့ပုံသိကိုရတော့ဘယ်တော့မှမပြည့်စည်နိုင်တဲ့ချမ်းသာတွေကချမ်းသာတဲ့မှာအကောင်းဆုံးဖြစ်တဲ့အတုမရှိသောချမ်းသာအတုမရှိသောညီအမှုဘယ်တော့မှမပြည့်စည်နိုင်တဲ့နိဗ္ဗာန်ချမ်းသာကိုခံစားကြရမှာပဲဒီတော့မေတ္တရားကအချိန်မဆိုင်မဲ့အကျိုးရတဲ့အာကာလိကတရားလို့ဆိုပေမဲ့အဲ့ဒီမေတ္တိဆိုတာကလည်းနေရင်ထိုင်ရင်နဲ့အလိုလျောက်ကြတာမဟုတ်ဘူးဝိပဿနာစိတ်ရဲ့အခြားမဲ့မှာဖြစ်ပြီးတော့ရတာဝိပဿနာစိတ်မရှိဘဲနဲ့မက်စိတ်ကဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးမက်စိတ်ကိုရဖို့တဲ့တကယ်တမ်းအလုပ်လုပ်ရမှာကဝိပဿနာအလုပ်ကိုလုပ်ရမှာပဲဒါကြောင့်ဝိပဿနာတရားဒီလည်းပဲအချိန်မဆိုင်ကျိုးခဲ့တဲ့မက်စိတ်ကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဝိပဿနာတရားဒီလည်းအာကာလိကတရားပါပဲဝိပဿနာအလုပ်ကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်များဟာအာကာလိကအလုပ်ကိုလုပ်နေကြတာအချိန်မဆိုင်အကျိုးရမယ်အလုပ်ချက်ချင်းလည်းငြင်းအကျိုးရမယ်အလုပ်ကိုလုပ်နေကြတာပါပဲဝိပဿနာစိတ်အားကောင်းနေတဲ့ပုဂ္ဂိုလ်ဟာတတိမေ့လျော့နေလို့အမှတ်တွေလွတ်ထားတယ်ပဲထားအောင်ဝိပဿနာချမ်းသာကိုခံစားခြင်းနဲ့ဆိုရင်မိမိရဲ့စိတ်ကလေးကိုခန္ဓာကိုပို့လိုက်တာနဲ့မိမိရဲ့တတိပညာလေးကိုခန္ဓာမှာပို့လိုက်တာနဲ့ချက်ချင်းပဲဝိပဿနာချမ်းသာဟာထင်ရှားလာတယ်ဝိပဿနာဆိုတာကလည်းချမ်းသာတစ်မျိုးပါပဲလောကီအာယုကာမဂုဏ်တွေရာနဲ့ချမ်းသာလို့ထင်နေကြတယ်အာယုကာမဂုဏ်တွေရာနဲ့ချမ်းသာမဟုတ်ပါဘူးဝိပဿနာတွေလည်းချမ်းသာပါပဲလောကကြီးမှာရှိရှိနဲ့ချမ်းသာတွေကိုတရားသိလိုက်ရင်တလောကလုံးမှာချမ်းသာလို့ခုနှစ်မျိုးပဲရှိတယ်လူကာမဂုဏ်ချမ်းသာနတ်ကာမဂုဏ်ချမ်းသာသံချမ်းသာဝိပဿနာချမ်းသာမေချမ်းသာဖူချမ်းသာနိဗ္ဗာန်ချမ်းသာလို့ချမ်းသာခုနှစ်မျိုးရှိတယ်အဲဒီချမ်းသာခုနှစ်မျိုးထဲမှာဝိပဿနာချမ်းသာဒီသံချမ်းသာထက်လည်းမြတ်တယ်နတ်ကာမဂုဏ်ချမ်းသာထက်လည်းမြတ်တယ်ဒီချမ်းသာခုနှစ်မျိုးမှာလူကာမဂုဏ်ချမ်းသာထက်နတ်ကာမဂုဏ်ချမ်းသာကပိုပြီးတော့ဆင်းရဲတယ်ပိုပြီးတော့ချမ်းသာတယ်နတ်ကာမဂုဏ်ချမ်းသာထက်သံချမ်းသာထက်ဝိပဿနာချမ်းသာဝိပဿနာချမ်းသာထက်မေချမ်းသာထက်ဖူချမ်းသာထက်နိဗ္ဗာန်ချမ်းသာနောက်ချမ်းသာပြီးရှိချမ်းသာထက်ပိုပြီးတော့ဆင်းရဲတယ်ပိုပြီးတော့ချမ်းသာတယ်ဒီတော့ဝိပဿနာချမ်းသာပြီးသံချမ်းသာနတ်ကာမဂုဏ်ချမ်းသာထက်တောင်မှအဆင့်မြင့်လေးတယ်တာလွန်လေးတယ်ဆိုရင်လူရဲ့ကာမဂုဏ်ထက်ဆိုရင်တော့အသာပေါင်းများစွာတာလွန်ပါတယ်ဝိပဿနာအလုပ်ကိုတကယ်တမ်းပေါ့ရောက်ရအားထုတ်မှုရဲ့ပုံကိုယ်တိုင်းဝိပဿနာစိတ်ကလေးဝိပဿနာဉာဏ်ကလေးမိမိရဲ့တန်တမာဖြစ်နေရတာဘလောက်ချမ်းသာတယ်ဘလောက်အရသာရှိတယ်ဆိုတာကိုကိုယ်တိုင်သိကြပါတယ်ဒီတော့ဝိပဿနာချမ်းသာကိုရယူခွင့်ရနေတဲ့ဗုဒ္ဓသာသနာတော်ကြီးနဲ့တွေ့ကြုံနေပါနဲ့ခင်နဲ့နာဂမဂုံချမ်းသာနဲ့လည်းပဲနိုင်ရှင်သံချမ်းသာနဲ့ပဲနိုင်ရှင်ဘယ်ချမ်းသာနဲ့ပဲနိုင်ရှင်အောက်ဆုံးချမ်းသာအញ្ញံဆုံးချမ်းသာဖြစ်နေတဲ့ဗမဟုတ်တဲ့ဒီလောကီလူကာမဂုဏ်ချမ်းသာလေးကိုပဲအထင်ကြီးပြီးတော့အာသာနန္ဒဆွဲလန်းနေမယ်မဆုံးနိုင်မစွန့်နိုင်မဲနဲ့
ဆောက်ကိုင်းထားကြမယ်ဆိုရင်တော့အသိဉာဏ်နဲ့ရရောက်သွားလိမ့်မယ်ဒါကြောင့်ဝိပဿနာချမ်းသာဆိုတာအခုခံစားခြင်းအခုချက်ချင်းခံစားလို့ရတဲ့ချမ်းသာအကာလိကချမ်းသာလောကီအယံကာမဂုဏ်ချမ်းသာပြီဆိုတာကတော့ကာလိကချမ်းသာအကာလိကကအချိန်မဆိုင်တဲ့အကျိုးရတယ်ဆိုတော့ကာလိကကျတော့အချိန်ဆိုင်မှအကျိုးရအချိန်စောင့်မှအကျိုးရတယ်ဟုတ်တော့လောကီအယံကာမဂုဏ်ချမ်းသာပြီအခုခံစားခြင်းအခုချက်ချင်းခံစားလို့ရတယ်မှမရှိပဲခံစားခြင်းနဲ့စိတ်ဖြစ်လိုက်တဲ့တိုင်းနဲ့အလိုလျောက်ခံစားရတယ်ဆိုတာမရှိဘူးဆိုတော့အခုထိုင်နေမှတည်းနဲ့တချင်းလေးတစ်ပုဒ်နားထောင်ခြင်းနဲ့ဆိုတော့ကိုယ်ကတချင်းနားထောင်ခြင်းနဲ့တချင်းနားထောင်ခြင်းလိုက်တာလို့တချင်းနားထောင်ခြင်းနဲ့စိတ်ကလေးဖြစ်တဲ့တချင်းကနားထဲမှာအလိုလျောက်ကြားမလာပါဘူးကဲဆက်ရှိရဘူးတွားရအောင်မယ်ကဲဆက်ကိုဒီမိကျိုးကိုတက်ရအောင်မယ်ကဲဆက်ကိုထည့်ပြီးတော့ဖွင့်ရအောင်မယ်အဲ့ဒီခုနကကိုနားထောင်ခြင်းနဲ့ခွေကလည်းအစင်းမရှိအောင်မှအစင်းမရှိအဲ့ဒီခွေပေါ်ပြီးတော့ဝေရအောင်မယ်ဝယ်ဖို့တက်ကလည်းပတ်ဆံရှိရအောင်မယ်ပတ်ဆံရှိဖို့ရှားရအောင်မယ်စသည်အားဖြင့်လောကီအာရုံကာမဂုဏ်ချမ်းသာဆိုတာခံစားခြင်းနဲ့စိတ်ဖြစ်တဲ့တိုင်းနဲ့ချက်ချင်းခံရတဲ့ချမ်းသာမဟုတ်ပါဘူးအချိန်ရှိရတဲ့ချမ်းသာအချိန်ဆိုင်ရတဲ့ချမ်းသာပါဆိုတော့ခရီးရင်လေးဥပမာပေးရရင်ကလေးငယ်တယောက်ကအိမ်အောင်ပြုပြီးတော့အိမ်အောင်ချမ်းသာခံစားခြင်းနဲ့ဆိုလို့အဲ့ဒီစိတ်ကလေးဖြစ်တဲ့ချက်ချင်းခံစားလို့မှမရပဲအသက်အရွယ်အချင်းလည်းပြည့်စုံအောင်ဝိသေဥစ္စာအလောအကိုင်ဆောက်ရဖြင့်ပြည့်စုံတဲ့အချိန်ကြီးရောက်အောင်အချိန်ကြီးစောင့်ရတယ်။ကလေးဆိုတာအသာထားလိုက်ပါဦးအရွယ်ရောက်နေတဲ့ပုဂ္ဂိုလ်ကြီးဖြစ်စေကမူအချိန်စောင့်ရပါတယ်။အိမ်နာကလည်းပြုခြင်းနဲ့ပြုရမယ့်အရွယ်ကလည်းကြောက်နေပြီ။ရောက်လို့မကဘူးလွန်နေပြီ။ဒီနေ့အိမ်နာပြုမဲ့ပုဂ္ဂိုလ်ကလည်းရှိနေတယ်။သတိပါကလည်းသဘောတူပြီးသား။ဒါပေမဲ့လို့အိမ်နာပြုလို့မဖြစ်သေးဘူးအချိန်ကြီးစောင့်နေလိုက်ရတာ။အိမ်နာလည်းခုထူထောင်နေတဲ့ဝိသေပမာဏအလောကံစားတဲ့အနေထားနဲ့ပြည့်စုံအောင်အချိန်ကြီးစောင့်လိုက်ရတာတချို့ဆိုရင်ဒီထဲမှာအလုံးလုံးနဲ့တယ်မပြီးပဲနဲ့ဒီဘက်မှာသွားပြီးတော့ပင်ပင်ပန်းပန်းအလုံးလုံးရင်းနဲ့မိမိခံစားခြင်းနဲ့ချမ်းသာအတွက်အချိန်စောင့်ရပါတယ်ပြီးတော့ကာမဂုဏ်ချမ်းသာဆိုတာကအချိန်ကြီးနဲ့အများကြီးရင်းနှီးပြီးတော့မှအချိန်ဆိုင်မှရတဲ့ချမ်းသာမှုတို့ဘာမှမမောလောက်စရာမရှိပါဘူးအခုသမင်းစားခြင်းနဲ့ဆိုလို့ဗဒတဲ့သမင်းကအလိုလျောက်ကြောက်မလာဘူးအမေစားခြင်းနဲ့စိတ်ဖြစ်ဖြစ်ချင်းသမင်းကကြောက်မလာဘူးဖြတ်ပြီးကြောက်ပြီးတော့ဖြစ်စေကမူခူးရခရအောင်မယ်ခူးပြီးခတ်ပြီးတော့လည်းလက်စီရအောင်မယ်သံခင်းနေစီတော့ရအောင်မယ်ပြီးတော့ဆန်းလုပ်ပြီးပြင်ရအောင်မယ်ယူရအောင်မယ်ခွန်ရအောင်မယ်စောက်ရဖြင့်အချိန်ကြီးအများကြီးစောင့်ရတယ်ခူးပြီးခတ်ပြီးတော့မှအချိန်စောင့်ရတယ်ခူးပြီးခတ်ပြီးအစ်ဖြတ်ပြီးကြောက်ပြီးအစ်ကိုရောက်ဖို့ဆိုတာကလည်းဆန်းလို့ရှင်းချက်ပြရလို့ဝယ်ရအောင်မယ်အဲဒီလိုဝယ်နိုင်ဖို့တက်ကလည်းပတ်ဆံရှိရမယ်ပတ်ဆံရှိဖို့ပတ်ဆံရှာရအောင်မယ်ထမင်းလေးတစ်လုံးစားဖို့အတွက်ဒီထမင်းစားရဲဆိုတာလည်းဒါပါရတဲ့စိတ်နဲ့စားရင်ဒါလည်းကာမဂုဏ်ချမ်းသာခံစားတာပါပဲကာမဂုဏ်ဆိုတာကအသင်အတန်အနတ်အရသာအထီးတွေးလို့၅မျိုးရှိပါတယ်အများစုကတော့ကာမဂုဏ်လို့ဆိုလိုက်ရင်တစ်ခုခုပဲတော့ပြီးတော့မြင်တတ်ကြပြီးတော့ထမင်းဒီလိုကာမဂုဏ်လေးခံစားဖို့အတွက်ကိုအချိန်ကြီးအများကြီးယူရတယ်အချိန်ကြီးအများကြီးစောင့်ရတခြားတော့ခံစားကြအာယုကာမဂုဏ်တွေလည်းဆက်ထင်းပြီးတော့သိကြတော့ဒီတော့လောကီအာယုကာမဂုဏ်ချမ်းသာတွေဆိုတာအချိန်စောင့်မှအကျိုးရတဲ့အတွက်ကြောင့်ကာလိကတရားတွေဘာမှအနှစ်သာရမရှိပါဘူးတနည်းအားဖြင့်ကာလိကအကာလိကအခွဲကတော့သိခြင်းတရားကိုလွန်မြောက်နိုင်တဲ့ချမ်းသာကိုအကာလိကချမ်းသာသိခြင်းတရားကိုမလွန်မြောက်နိုင်တဲ့ချမ်းသာကိုကာလိကချမ်းသာလို့ခေါ်ပါတယ်လောကီအာယုကာမဂုဏ်ချမ်းသာတွေဟာသိခြင်းတရားကိုမလွန်မြောက်နိုင်တဲ့ချမ်းသာတွေပဲဒါနသီလသမထဝိပဿနာမပါဘဲနဲ့ကာမဂုဏ်အာယုခံစားမှုတတ်တဲ့နဲ့သိခြင်းတရားကလွန်မြောက်သွားတယ်ဆိုတာမရှိပါဘူးသိခြင်းတရားကလွန်မြောက်တယ်ဆိုတာကတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုတာကိုပြောတာပါဒီတော့အာယုကာမဂုဏ်ခံစားမှုနဲ့သိခြင်းတရားကိုမလွန်မြောက်နိုင်တဲ့အပြင်အာယုကာမဂုဏ်ဒီပေါ်မှာဆွေးနွေးတဲ့စိတ်နဲ့ပြီးတော့မယ်ဆိုရင်အပယ်လေးပါးကိုတောင်မှကြောက်ရောက်နိုင်ပါသေးတယ်။အာယုကာမဂုဏ်တွေကိုရှာဖွေတဲ့နေရာမှာမကောင်းမှုဒုစရိုက်တွေပြုလုပ်ခဲ့မယ်မတရားတဲ့သမဝဉ္ဇမှုတွေပြုလုပ်ခဲ့မယ်ဆိုရင်တော့အဲ့ဒီအမှုတွေအတွက်အပယ်လေးပါးမှာဒုက္ခအကျိုးတွေဆက်ကြရမှာပါပဲ။ဒီတော့အာယုကာမဂုဏ်ခံစားမှုမှာသိခြင်းတရားကိုမလွန်မြောက်နိုင်တဲ့ချမ်းသာပဲ။ဝိပဿနာချမ်းသာမဲ့ဖို့ချမ်းသာဆိုတာကတော့သိခြင်းတရားကိုလွန်မြောက်နိုင်တဲ့ချမ်းသာအရဟတမေအရဟတ
ပုဂ္ဂိုလ်ရပြီးတော့ယန္တာဖြစ်တော်ပြီဆိုရင်တော့ဒီတဘောကပဲသိရတော့မယ်နောက်ဘဝအဖြစ်ထပ်ပြီးတော့မဖြစ်တော့တဲ့အတွက်ကြောင့်သိခြင်းတရားကနေအပြီးတိုင်ကြောင်မြောက်သွားပြီဘယ်တော့မှမသိရတော့သောတာပန်ပုဂ္ဂိုလ်တို့စရှိတဲ့အောက်အရိယာပုဂ္ဂိုလ်ဆိုရင်တော့အရိယာပုဂ္ဂိုလ်ဝင်ဖြစ်စေကဘဝအဖြစ်ထပ်ဖြစ်အောင်မှမို့လို့သူတို့လည်းပဲသိခြင်းတရားကိုမလွန်မြောက်ကြသေးဘူးတို့တော့လည်းပဲအရိယာပုဂ္ဂိုလ်များတဲ့တော့တရားမဲ့ဘဝအပိုင်းခြားအကန့်အသတ်ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုမသိတော့မဲ့ပုဂ္ဂိုလ်လို့ပဲဆိုနိုင်ပါတယ်ဒီတော့မက်ဆေ့ဖြစ်မှသိခြင်းများကနောင်ကမင်းမဆိုတော့မက်ဆေ့ဖြစ်ဖို့ကလည်းဝိပဿနာသိရှိမှဖြစ်နိုင်တာဆိုတော့ဝိပဿနာအလုပ်ကိုလုပ်နေခြင်းဒီလည်းပဲသိခြင်းတရားကိုလွန်မြောက်နိုင်တဲ့အလုပ်ကိုလုပ်နေခြင်းပါပဲဝိပဿနာချမ်းသာဒီလည်းပဲအကာလိကချမ်းသာပါပဲနောက်တစ်နည်းအားဖြင့်လည်းသိခြင်းဆိုတာပျက်စီးခြင်းပါပဲလောကီအာရုံကမ္မဂုဏ်ချမ်းသာရည်ဆိုတာကပျက်စီးသွားမဲ့ချမ်းသာရည်လောကုတ္တရာချမ်းသာတွေကတော့ဘယ်တော့မှမပျက်စီးနိုင်တဲ့ချမ်းသာတခါဆရာတဲ့အာယုကမ္မဂုဏ်ဟာအမြဲတည်တံ့ပြီးတော့ထာဝရတည်မြဲနေတယ်ဆိုတာမရှိဘူးတခါခံစားပြီးတော့ကုန်သွားတယ်ကုန်သွားတဲ့ကြောင့်နောက်ထပ်ခံစားဖို့အတွက်ရှာဖွေရတယ်မက်ဆေ့ကအကျဉ်းဖြစ်ပြီးသွားရင်သောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကသောတာပန်ဖြစ်ကနေကြောကြသွားလို့သောတာပတိမက်ကိုဖြစ်အောင်ထပ်ကျင့်ရတယ်ဆိုတာမရှိဘူးဒါတော့မတရားဖို့ရနိဗ္ဗာန်တရားနာတယ်ဘယ်တော့မှမကုန်ပြတ်နိုင်တဲ့ချမ်းသာပဲဒီတော့ကုန်ပြတ်သွားမဲ့ချမ်းသာကုန်ပြတ်သွားမဲ့ချမ်းသာတွေအတွက်အလုံးလုံးနေရတာဟာဘာမှအနှစ်သာရမရှိဘူးမကုန်ပြတ်မဲ့ချမ်းသာအတွက်အလုံးလုံးနေရတာကအနှစ်သာရပဲလို့အဲ့ဒီသဘောပေါက်ကြမယ်ဆိုရင်မသိခင်မှာဘာလို့ကြမလဲဆိုတဲ့နေကုန်းအတွက်ဖြေထွက်လာနိုင်တာပါပဲအတ္တနာမိမိကိုယ်တိုင်ကမရဏဓမ္မောတရားခြင်းသဘောရှိပါလျက်ဝါကုံကြရခြင်းသဘောရှိပါလျက်မရဏဓမ္မကြီးဝါကုံကြရမယ်သဘောကိုယ်တိုင်ဝါသိရရှိတဲ့သဘောကိုယ်တိုင်ပရိယေတ္တိရှာမိနေကြတယ်ဆိုရင်အယံဤရှာမိခြင်းဒီအနာရိယပရိယေတနာမမြတ်သောရှာမိခြင်းဖြစ်ပါ၏အတ္တနာမိမိကိုယ်တိုင်ကမရဏဓမ္မောတရားခြင်းသဘောရှိပါတော့လည်းပဲဝါကုံကြရမယ်သဘောရှိပါတော့လည်းပဲအမတန်ဓမ္မောသင်ခြင်းကင်းတဲ့တရားကိုအမတန်ဓမ္မကုံကျက်တော်ခြင်းမရှိတဲ့သဘောတရားကိုပရိယေတတိရှာမိကြမယ်ဆိုရင်တော့အယံရှာမိခြင်းသည်အရိယပရိယေတနာသိခြင်းတရားမှလွန်မြောက်နိုင်တဲ့အတွက်ကြောင့်မြတ်သောရှာမိခြင်းသည်သာလျှင်ဟောဒီစင်စစ်မသွေဖြစ်နိုင်ပါပေတည်းအပ္ပမယုမနုဿာနံဟိနယနံသူဘောရိသောစရိယစိတ်တပိသောဝနတ္တိမစ္ဆုဒ္ဒနာဂမောမေဃဝေပိဋ္ဌာလေးပါးจิตသားဖြစ်သမီးတို့မနုဿာနံလူတို့ဤအာယုအသက်ဒီအပံတူတောင်းလာပါပေ၏လူသားရဲ့အသက်ဟာအင်မတန်တူတောင်းနေလူသားရဲ့အသက်တူတောင်းတဲ့အကြောင်းကိုပို့ပြီးတော့အိဗယ်လေးနဲ့အောင်ဆိုပြီးတော့မြတ်စွာဘုရားကအရကဆရာကြီးရဲ့သုံးမကိုနမူနာပြပြီးတော့သုံးမတည်တယ်။ဒါကတော့ကအရကလို့ခေါ်တဲ့ဆရာကြီးတယောက်ရှိသူကမိမိရဲ့တပည့်ရာပေါင်းများစွာကိုမကြာခဏသုံးမလေးရှိတယ်။ဒါပဲလို့လူတွေရဲ့အသက်ဟာအမတန်တူတောင်းနေအသက်ရှင်သန်နေရကြတော့လည်းအမတန်ပင်ပန်းစေရတယ်။ဒါကိုညာနဲ့သင်မြင်ပြီးတော့မသေးခင်သင်္ကာလလေးအတွင်းမှာကုသိုလ်ကောင်းမှုကိုပြုပါမြတ်သောအကျင့်ကိုကျင့်ပါအဲ့ဒီမိသားစုသုံးပါးလေးရှိလူတန်တူတဲ့အကြောင်းလည်းပဲဥပမာ9မျိုးနဲ့သုံးပါးလေးရှိတယ်အနုဒနံဇီဝိတံဥဒ္ဒါဝဘိန္ဒုပမံလူသားရဲ့အသက်ဟာစီးနှင်းမောက်နဲ့တူတယ်မြတ်သောမှာတင်းနေတဲ့စီးနှင်းမောက်ဟာကြာရှိစွာတည်တံ့ခြင်းမရှိဘူးနေအောင်ကြီးထွက်လာတဲ့တပိုင်းနဲ့ဆက်ပဲစီးနှင်းဟာကွယ်ပြောက်သွားရအဲ့ဒီလိုပဲလူသားရဲ့အသက်ဟာအမတန်တူတောင်းတယ်အနုဒနံဇီဝိတံဥဒကပုဂ္ဂုလူပမံလူသားရဲ့အသက်ဟာရေဖွက်ကလေးနဲ့လည်းတူတယ်ရေမမမိုးရွာချလိုက်တဲ့အခါမိုးရေထိမှန်တဲ့နေရာမှာရေဖွက်ကလေးတွေထလာတယ်အဲ့ဒီရေဖွက်ကလေးဟာထတာချင်းချက်ချင်းပဲကွဲပြောက်သွားရတယ်။ကြာမြင့်စွာမတည်ဘူး။အဲ့ဒီဘယ်လူသားရဲ့အသက်အားလည်းအမတန်တူတောင်းလာပါတယ်။မနုဿနံဇီဝိတံဥဒကေတန္တရာစုပမံလူသားရဲ့အသက်ဟာရေပေါ်မှာတုံးနဲ့ရေးထားတဲ့ရေချောင်းလေးနဲ့လည်းတူတယ်။ရေပေါ်မှာထုံချောင်းလေးတစ်ချောင်းနဲ့မြင်းချောင်းလေးတစ်ခုရေးလိုက်မယ်ဓမ္မမို့သလုံးလေးတစ်လုံးရေးလိုက်မယ်ဆိုရင်အဲ့ဒီမြင်းချောင်းအဲ့ဒီသလုံးဟာကြာကြာမတည်တတ်မနဲ့ချက်ချင်းပဲကွဲပြောက်သွားရတယ်။
အဲ့ဒီလိုလူသားရဲ့အသက်ဟာလည်းအမတန်တူတောင်းပါလေမနုဿနာဇီဝိတနတိပပတိပမံလူသားရဲ့အသက်ဟာတောင်ပေါ်ကစီးဆင်းလာတဲ့မြေကြီးနဲ့လည်းပဲတူတယ်တောင်ပေါ်ကနေအရှင်ဟူပြင်းစွာနဲ့စီးဆင်းလာတဲ့ရေဟာနောက်ကိုဘယ်တော့မှမပြန်မနဲ့ရှေ့ကိုပဲတောက်တောက်စီးဆင်းသွားတယ်လို့လူသားရဲ့အသက်ဟာလည်းအမတန်တူတောင်းပါလေမနုဿနာဇီဝိတခေလဘိန္ဓုပမံလူသားရဲ့အသက်ဟာတတွေးပေါင်းနဲ့လည်းတူတယ်လူတယောက်တတွေးထွေးတော့မယ်ဆိုတော့တတွေးထဲမှာရှိတဲ့တတွေးတွေကိုရှားထားမှစုလိုက်တယ်စုပြီးတော့ထွေးလိုက်တယ်တတွေးတွေကိုစုလိုက်တဲ့အချိန်စုပြီးတော့တတွေးထွေးလိုက်တဲ့အချိန်ဟာဘာမှမကြဘူးအဲ့ဒီလိုပဲလူသားရဲ့အသက်ဟာလည်းပဲအမတန်တူတောင်းလာပါတယ်မနုဿနာဇီဝိတံမန္တပိတုပမံလူသားရဲ့အသက်ဟာအသားတင်နဲ့လည်းတူတယ်တနေ့လုံးအပူပေးထားတဲ့တန်အိုးကြီးရဲ့မှာအသားတော်ကြီးတုံပြစ်ချလိုက်မယ်ဆိုရင်အဲ့ဒီအသားတော်ဟာရှဲကလေးညီပြီးတော့ချက်ချင်းပဲကွယ်ပြောက်သွားရတယ်အဲ့ဒီလိုပဲလူသားရဲ့အသက်ဟာအမတန်တူတောင်းလာပါတယ်မနုဿနာဇီဝိတံခောဝိစုပမံလူသားရဲ့အသက်ဟာအသက်ခံရမယ်နောမနဲ့လည်းတူတယ်နောမတကောင်ကိုတတ်တော့မယ်ဆိုပြီးတော့တာတယုံခေါ်သွားအဲ့ဒီနွားရဲ့ခြေလန်းတိုင်းဟာတာတယုံနဲ့နီးလာတယ်တေခြင်းတရားနဲ့နီးလာတယ်အသေးခံရမှုနဲ့နီးလာတယ်အဲ့ဒီလိုပါပဲလူသားရဲ့အသက်ဟာလည်းအမတန်တူတောင်းလာပါတယ်အဲ့ဒီဥပမာခုနမျိုးနဲ့လူတတန်တူတောင်းတဲ့အကြောင်းပြောပြီးတော့အဲ့ဒီလိုလူတတန်တူတဲ့အကြောင်းကိုအများကြီးသင်ကျင်ပြီးတော့တပည့်တို့ကိုယ်တော်ကောင်းမှုကိုပြုကြပါမြတ်သောအကျင့်ကိုကျင့်ကြပါလို့အရကဆရာကြီးကသုံးမအမှန်ကတော့အဲ့ဒီအဆုံးအမကိုမြတ်စွာဘုရားရှင်ကသုံးမခြင်းတာပါပဲတော်တော်လေးတိုင်းတိုင်းမသုံးမပဲနဲ့အရကဆရာကြီးသုံးမခဲ့တာကိုနမူနာပေးပြီးသုံးမတာဘာကြီးရကြလဲဆိုရင်မိမိရဲ့အဆုံးအမပူပြီးတော့လင်းနဲ့သိခြင်းလို့ပါဘယ်လိုလင်းနဲ့တော်တယ်လဲဆိုတော့လူတတန်တူလာပါတယ်လို့သုံးမခဲ့တဲ့အရကဆရာကြီးတို့ခေတ္တကလူတတန်ဟာဘယ်လောက်ရှိတယ်လဲဆိုရင်အနှစ်6000ရှိတယ်ဒီကနေ့ခေတ္တနဲ့ကြည့်လိုက်ရင်တော့အနှစ်6000ဆိုတာအတတန်ရှိလိုက်တာကုန်ခဲလိုက်တာလို့ထင်စရာကြီးပါပဲအဲ့ဒီလိုအသက်ရှိတဲ့ခေတ်မှာတောင်မှလူတတန်ဟာတူလိုက်တာလို့ပညာရှိသူတော်ကောင်းများသင်ချင်းနှလုံးသွင်းပြီးတော့ကုသိုလ်ကောင်းမှုပြုခဲ့ကြသေးတယ်ဆိုရင်ချက်သားတို့ချက်သမီးတို့ဒီကနေ့လူတတန်မှာလူတတန်တူလိုက်တာလို့ပို့ပြီးတော့သင်ချင်းသတ်နာပေါ့အသက်ရှင်နေရကြတော့လဲဆန်းဆန်းသာသာတတ်တတ်သာသာနဲ့ရှင်ရသလားဆိုတော့ဘဟုဒုက္ခဘဟုပါယတံဆင်းရဲခြင်းတမန်ခြင်းကသာများတယ်အသက်ရှင်ရတာပြမဆင်းရဲလိုက်တာလို့ပြောခဲ့တဲ့အရကဆရာကြီးတို့ခေတ္တကအနာယောဂဆိုလို့ဘာပဲရှိတယ်လဲဆိုရင်6 ဝအာဘာဒအေတုံယောဂ6မျိုးပဲရှိဗိဒံဩနံသိကိစ္စပိပါဒဥစ္စာရောပတ္တဝောဗိဒံအေးရာယောဂဩနံပူရာယောဂသိကိစ္စသမင်းခါရာယောဂပိပါဒရှင်ငတ်တာယောဂဥစ္စာရောကျင်ကြီးစွန့်ကျင်တာယောဂပတ္တဝောကျင်ငယ်စွန့်ကျင်တာယောဂဒီကနေ့ခေတ်နဲ့ကြည့်လိုက်တော့အဲ့ဒီ6မျိုးဟာယောဂလို့တောင်သတ်မှတ်เสียမဟုတ်ပါဘူးဘာမှမပြောပါလို့တဲ့6မျိုးကိုတော့မှနာယောဂလို့သတ်မှတ်ပြီးတော့အသက်ရှင်ရတာပြန်မှဆင်းရဲလိုက်တာလို့ဆင်ញင်နှလုံးသွင်းခဲ့ပြီးတဲ့ဆိုရင်ဒီကနေ့ခေတ်အနာယောဂတွေထူပြောလာတဲ့ခေတ်သာဝတိကျမ်းမှာရက်တဲ့ပင်မမရုံးကလှုပ်ရှားရတဲ့ခေတ်မှာအသက်ရှင်တန်နေရတာပြန်မှဆင်းရဲလိုက်တာလို့ပို့ပြီးတော့နှလုံးသွင်းတင်ကြတာပေါ့ချက်သားချက်သမီးတို့ဒါကြောင့်မနုဿာနံလူတို့ဤအာယုပတ္တိအပကံနေပါလာပါပြီပရိဒံတူတောင်းလာပါပြီလဟုကံနှင်းဉဏ်လုံးလာပါပြီသူဘောရီတော်အတိလိမ္မာဉာဏ်ပညာရှိတဲ့သူတော်ကောင်းပုဂ္ဂိုလ်သည်နန္တုအသက်ကိုဟိလိယကဲ့ရဲ့ရှုံချရ၏အသက်ကိုကဲ့ရဲ့ရှုံချရမယ်ဆိုတာလူတတဟာတူတောင်းလိုက်တာအမတန်ကိုယ်ွယ်လိုက်တာလို့အဲ့ဒီလိုဉာဏ်နဲ့သင်မြင်ရမယ်လို့ဆိုလိုတာပါပဲသာတကမွေးဖွားလာသောပုဂ္ဂိုလ်ဤအမရဏမတရားခြင်းမြင်နေသည့်မရှိပါပဲမွေးဖွားလာတဲ့ပုဂ္ဂိုလ်မှန်ရင်တော့သိရမှာပဲမသိဘူးဆိုတာမရှိဘူးမေသုဒ္ဓသိခြင်းတရားဤနာဂမောရှောင်းမလားနဲ့အထင်ခါသည်နတ္တိမရှိပါပဲသိခြင်းတရားရှောင်းမလားနဲ့အထင်ဆိုတာမရှိဘူးအထင်မရသိခြင်းတရားကရောက်လာနိုင်တယ်လူတရားဟာအထင်မရသိဆုံးသွားနိုင်ဘာဖြစ်လို့လဲဆိုတော့လူရဲ့ခန္ဓာမှာသိခြင်းတရားကအမြဲတမ်းကပ်ပြီးတော့လိုက်ပါလာလို့ပဲ
လူသားတွေမွေးဖွားလာတဲ့အခါမှာလက်ရှိပါလားပဲဘာမှအဖော်မပါဘူးလို့ဆိုကြပေမဲ့မျက်စိနဲ့မြင်လာတဲ့အဖော်သာမပါတာပါမျက်စိနဲ့မမြင်ရတဲ့သိခြင်းတရားကြီးဆိုအဖော်ကတော့လူတိုင်းမှာပါလာကြတယ်အဲ့ဒီအဖော်ကလည်းပဲအဖော်ကောင်းမဟုတ်ဘူးကိုယ့်ကိုပဲအချိန်တတ်ထရမလဲလို့အများအားအကွက်ချောင်းနေတဲ့အဖော်စုပဲလက်ထက်မှာတန်နဲ့ကင်ထားတဲ့လူတသမားဟာမိမိတိုက်ရမယ့်လူရဲ့လက်ဝဲပေါ်မှာတန်နဲ့ကြီးဝဲပြီးတော့အများအားနောက်ကနေထက်ထမကွာလိုက်ပါလာတယ်လို့လူသားရဲ့ခန္ဓာမှာလည်းပဲသိခြင်းတရားဟာထက်ထမကွာကပ်ပြီးတော့လိုက်ပါလာတယ်ဉာဏ်နာသေးတဲ့ညမိုးရင်းကာလမှုတွေထွက်လာတာကြည့်လိုက်ကြပေါ့မြေကြီးတွေကနေမှုတွေထွက်လာတာထွက်လာတဲ့ညတော့မှုတွေရဲ့ဥထိတ်မှာမြေမုံလေးတွေတဲမုံလေးတွေကပ်ပြီးတော့ပါလာတယ်မြေမုံကပ်ပေါင်းလာတဲ့မှုဆိုတာမရှိမြေကြီးတွေကထွက်လာတဲ့မှုမာနမရဲ့ထိတ်မှာမြေမုံလေးတွေကပ်ပါလာအဲ့ဒီလိုပဲအမိဝမ်းကောင်းပြီးတော့မြေကြီးတွေကနေထွက်လာတဲ့လူသားကြီးဟူသောမှုဝဲလေးတွေရဲ့ပုံမှန်လည်းပဲသိခြင်းတရားကြီးဟူသောမြေမုံလေးတွေဟာကပ်ပြီးတော့ပါလာတယ်။မောင်မှာကပ်နေတဲ့မြေမုံလေးတွေတဲမုံလေးတွေကရင်းနဲ့ထက်ကအထက်ကသိကြတောက်တင်လိုက်မယ်ဆိုရင်ကြောင်ဆင်သွားနိုင်သေးတယ်။လူသားရဲ့ခန္ဓာမှာကပ်ပါလာတဲ့သိခြင်းတရားဆိုတာလေသိခြင်းတရားဆိုတဲ့မြေမုံကတော့မြေမုံတဲမုံလေးတွေကတော့ဘယ်လိုနည်းနဲ့မှသိကြတောက်တင်ဖယ်ရှားပြစ်လို့မရဘူး။ခန္ဓာရလို့ရှိရင်သိခြင်းတရားဆိုတာရှိနေတော့မှာပဲ။ဒါကြောင့်မြတ်စွာဘုရားသိခြင်းတရားကြီးနာဂမောရောက်မလာနိုင်တဲ့ဇိနီနတ္ထိမရှိပါဘူး။နေလုံးကြီးထွက်လာတာကြည့်လိုက်ထွက်လာတဲ့နေလုံးကြီးတရွေ့ရွေ့နဲ့သွားနေတာဘယ်ဘက်ကိုသွားနေတယ်လဲဆိုရင်ချုပ်ပြောက်ဖို့ကွယ်ဝင်မှုအတွက်ကိုပဲသွားနေတာ။ထွက်လာတဲ့နေလုံးကြီးရေရှားသွားနေတာဟာကွယ်ပြောက်မှုကဘက်ကိုပဲရေရှားပြီးတော့သွားနေတယ်လို့မွေးဖွားလာတဲ့တတ္တဝါတိုင်းဟာလည်းသိခြင်းတရားစီကိုပဲဥတည်ပြီးတော့သွားနေကြရတာပဲ။လူသားတိုင်းဟာသိမဲ့နေသိမဲ့အချိန်ကိုစောင့်ပြီးတော့နေကြရတာပဲသိမဲ့နေသိမဲ့အချိန်ကိုစောင့်ရင်းနဲ့ရုန်းကန်လှုပ်ရှားနေကြရတာပဲဒါကြောင့်အထံတရိမသိခင်ချိန်ကာလလေးအတွင်း၌ကုသလံဒါနသီလသမထဥသောကုသိုလ်ကောင်းမှုကိုကတ္တဗံပြုတဲ့မှာပဲဓမ္မစရိယံဝိပဿနာဥသောသောမြတ်သောအကျင့်ကိုလည်းပဲစရိတဗံကျင့်သုံးရတာပါပဲအာတိတတိသောဥထိန်မှမိလောင်နေသောပုဂ္ဂိုလ်သည်မိမိရဲ့ကောင်းမှလောင်နေတဲ့မိကိုလင်ညာကငြိမ့်တရားတဲ့ကဲ့သို့ကောင်းမှမိလောင်နေတဲ့ပုဂ္ဂိုလ်တဏှာကနေပြီးတော့မိသားလေးတစ်ခုနဲ့ပြည့်လိုက်လို့ကောင်းမှမိလောင်နေတဲ့ပုဂ္ဂိုလ်ဟာဒီမိဘသူပြစ်လိုက်တာလဲဘယ်ကျမျက်နှာကလာတာလဲမိလေးရလဲဘာလဲရှားမိလေးလားဖျောင်းနိုင်မိလေးလားရင်နိုင်မိလေးလားတောက်ရခြင်းမိလာတဲ့အရက်ကိုလည်းစီးနေကြရှားနေကြမလို့ဘူး။ဘာမိလဲဆိုတော့လည်းစူးစမ်းနေကြမလို့ဘူး။လောင်နေတဲ့မိကိုငြိမ်းအောင်နှီးမှုဒီတို့အတွက်အရေးကြီးဆုံးအလုပ်ပဲ။အဲ့ဒီလောင်နေတဲ့မိငြိမ်းအောင်နှီးတဲ့နေရာမှာလည်းအေးအေးဆေးဆေးလေးငြိမ်းနေလို့မဖြစ်ဘူး။လင်းလင်းမြန်မြန်တော့လုံးလက်ခတ်တုတ်တုတ်လေးငြိမ်းနိုင်မှဆင်းရဲဒုက္ခကလွတ်မြောက်နိုင်တယ်။အဲ့ဒီလိုပဲဒါနသီလသမထနဲ့တော့ဝိပဿနာလို့ကိုအားထုတ်တဲ့နေရာမှာလည်းပဲအေးအေးဆေးဆေးအားထုတ်နေရမှာမဟုတ်ဘူး။အာရိဒံဒီသောဥထိတ်၌မိလောင်နေသောပုဂ္ဂိုလ်သည်လောင်နေတဲ့မိကိုလင်ညာသောငြိမ်းသာရတဲ့ကဲ့သို့ဓမ္မစရိယံမြတ်သောအကျင့်ဝိပဿနာလို့ဆိုတဲ့မြတ်သောအကျင့်ကိုလည်းပဲစရိယတိဉာဏ်သောစွာကျင့်သုံးသင့်ပါပေတည်း